ဆုံးကလုံးတာတော်မြင်ခံတာဟဲ့လုံးနဲ့တွေ့ရလို့ဘုရားရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်လို့ဒီတစ်ခေါက်ပြီးခဲ့တဲ့2009မှာပေါ့နော်ဒီလိုနေရာဒီအချိန်နဲ့တစ်ခေါက်ရောက်ပါတယ်ဘုရားရဲ့ကျေးဇူးတော်နဲ့ပို့ဆောင်ပေးမှုကြောင့်ဒီတစ်ခေါက်ပြန်လည်ပြီးတော့ဝင်ရှိရတယ်ဒီ ZCF ကကျွန်မကြိုးလာလို့ရှိရင်ကိုယ့်အိမ်ရောက်ကြလို့ပါပဲလို့ခံစားပါတယ်ဟုတ်လဲဆိုတော့သူ့အနေနဲ့တော့ကချင်ဖြစ်ပေမဲ့ဇုံပြီးဖြစ်တာကြာပြီဖြစ်သွားတာပေါ့နော်အဲ့လိုဆိုတော့ဇုံပြီးမိသားစုတွေကျွန်မမိသားစုတွေဖြစ်နေပါပြီလို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ကျွန်မနဲ့အတူတူကကျွန်မအမများလဲလာရောက်နိုင်လို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ဒီမှာပေါ့နော် CCF မှာသွားမယ်ဆိုတော့သူတို့လည်းပြောကြပါတယ်အဲ့ဒါနဲ့ခေါ်တော့မခေါ်မိဘူးဒါပေမဲ့ဘုရားရှင်ကတကယ်ကောင်းမြတ်ပါတယ်လို့သူတို့တွေအားအားလုံးကကျွန်မနဲ့လိုက်မယ်ဆိုပြီးတော့လိုက်လာကြလို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်မအမတွေခဏလောက်မတ်တက်ရပေးပါအောင်နော်ဟောโอเคဟုတ်ဒီကအမကမကောင်းလို့ခေါ်ပါတယ်ကျွန်မရဲ့အမကြီးဆုံးဖြစ်ပါတယ်လို့တော်တော်များများတည်ပြီးဖြစ်မှာပါလို့ပြီးတော့သူကသမီးလေး2ယောက်ရှိတယ်အမသမီးလေး2ယောက်သူကတော့ပြီးခဲ့တဲ့နေ့ကတော့ကျွန်မခဲကိုအကြီးရတော့ဆုံးသွားပါပြီလို့အားလုံးရဲ့ဖေးမောင်းမှုတွေအားပေးမှုတွေလိုအပ်ပါတယ်လို့ကျွန်တော်လည်းဆက်လက်ပြီးတော့နေနေပါတယ်လို့သမီးလေးမျိုးပြီးတော့နောက်တစ်ယောက်ကမနန်တွဲလို့ခေါ်ပါတယ်ကျွန်မတို့အမလိုပါပဲအမဝန်ခွဲဖြစ်ပါတယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ဂျပန်မှာအမလေးနဲ့ကျွန်မရှောက်တဲ့အချိန်မှာသူရဲ့အနောက်ကပေါ့နော်ကျွန်တော်တို့ခဲကိုလို့ပြောမယ်မစ္စတာနိုမိုရာလို့ခေါ်ပါတယ်နိုမိုရာဆန်ありがとうございました。ဟုတ်လားမသိဘူး။တမယအကုန်ရှိလိုက်မယ်။သူတို့ဇနီးမောင်နဲ့လည်းကျွန်မရောက်လာမယ်ဆိုတော့သူတို့နေတဲ့ဘက်မှာအေးစစ်နေလို့ရတယ်ဒါပေမဲ့ကျွန်တော်ဘူးတကနဲ့ကျွန်တော်တို့နဲ့အတူတူလာအိတ်ကြတာဖြစ်တယ်။သူတို့ဇနီးမောင်နဲ့ခွဲပြီးအိတ်ရတာပေါ့နော်ဂျပန်အိမ်ကိုပြီးတဲ့အတိုင်းပဲ။ကျွန်မနဲ့အမလာအိတ်တာဖြစ်တယ်ပြီးတော့နောက်ဒီဘက်ကကလေးလေးနဲ့ကျွန်မအထက်ကအမဖြစ်ပါတယ်လို့မပေါင်းနိုင်လို့ခေါ်ပါတယ်ကျွန်မတို့ကအထက်အောက်ဖြစ်ပါတယ်သူတို့အားလုံးဒီမှာလည်းနိုင်ပြီးကျေးဇူးတင်ပါတယ်အားလုံးရဲ့ကျေးဇူးမှုတော်လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီကနေ့အပတ်ကတော့အရန်လာချင်ပါတယ်ဒါပေမဲ့ဟိုဘက်မှာလည်းအချိန်တိုက်သွားတော့ကျွန်မအမများပါဝင်တဲ့ကချင်ဝါစေရာ church မှာတောင်းတာအချိန်ဒီမှာကျွန်တော်သွားပြီးတော့မျက်နှာတော့ပြပါတယ်လို့ဒီမှာသွားပြီးတော့နှုတ်ဆက်စကားတွေသွားပြောခွင့်ရတယ်ခွန်အားပေးခွင့်ရတယ်ပြီးတော့ဒီကနေ့ပတ်က MCMC မှာသွားလိုက်တဲ့အတွက်ကြောင့်ဒီကိုတတိယရပြီမယ်ပေါ့နော်မရောက်ဖြစ်ပါဘူးဒီဘက်မှာရောက်ရှိရတဲ့အခွင့်အရေးဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ပြီးခဲ့တဲ့အပတ်ကကျွန်မခဲကိုလည်းတက်တည်ခံနဲ့ဝင်ရတယ်လို့ဝင်ငါဖို့ရအခွင့်အခါကောင်းရလို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်လို့လို့ပြောမယ်ကျမတို့ကစင်ပေါ်မှာရောက်ပြီးမိုက်တိုင်တယောက်နဲ့တယောက်ချီးမြှောက်နေကြဆိုတော့လေပြီးခဲ့တဲ့အပတ်ကသူကလူပြိုလိုတရားဟောသွားတယ်လို့ပြောရပါတယ်ဒါကြောင့်သူကမိန်းမနဲ့ကလေး3ယောက်ရှိပါတယ်လို့တခါလည်းပဲကြုံညာပေးပါတယ်လို့ပြီးတော့ကျွန်မမှလည်းအမျိုးသားတစ်ယောက်နဲ့တာ3ယောက်ရှိပါတယ်ဆိုကြကိုကအဲ့လိုပြောပြီးကိုမိတ်မဆိုင်ရင်သူကလည်းကျွန်မအမျိုးသားကိုသွားတိုင်ပါဆိုအဲကြောင့်ကျွန်မတို့တွေဘုရားရဲ့ကျေးဇူးတော်ကြောင့်ဒီအမေရိကထိုးဆောင်မှာပေါ့နော်ကျွန်တော်တို့သင်ယူဆရာကြီးဖြစ်တဲ့ဆရာမုံတောင်တို့အသင်းတော်ရှိတဲ့နေရာမှာသူတို့ဒီနေ့ conference ဇွန်လ12ရက်ကနေပြီးတော့14ရက်အထိသူတို့ဒီနေ့ conference လုပ်တဲ့အတွက်အဲ့ဒီမှာကျွန်တော်တို့တွေဝင်ငါပို့ရန်အတွက်ခေါ်ပေးခြင်းခံရတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေအမေရိကကိုရောက်ရှိသွားတာဖြစ်ပါတယ်လို့အဲ့ဒီမှာရောက်ပြီးတော့တော်တော်လေးလည်းအချိန်တော့ကြာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သင်ယူဆရာကြီးကဒီဩဂတ်လမှာလုပ်တဲ့ mission conference ပေါ့နော်သူတို့လူထုတွေလုပ်တဲ့ conference ဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့နေရာကိုအတွေ့အကြုံရဖို့အမေရိကရောက်တော့ကြုံတော့တက်သွားပါလားလို့တက်စီချင်တယ်လို့ပြောတဲ့ခါကျတော့ကျွန်တော်တို့လည်းကျွန်တော်တို့တင်ဦးဆရာကြီးရဲ့ဆန္ဒရှိတဲ့အတိုင်းပဲ yes လုပ်တာပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီ conference ဆောင်ပြီးတက်ရလို့ဒီချိန်ကြီးကြာလာပါလို့ဒါကြောင့်ကျွန်တော်တို့ကတော့အိမ်ကိုတော့အရန်တတိယနေပါပြီလို့အခုဒီပတ်ဆိုလို့ရှိရင်နောက်အိမ်ကိုပြန်ရောက်ဖို့3ရက်ပဲလို့တော့အရန်ပြောနေပါတယ်အရန်ပြောနေပါတယ်အိမ်နဲ့လည်းနေတာသုံးဆက်ဖြစ်ပါတယ်ပြီးတော့ကျွန်မအမျိုးသားနဲ့လည်းနေတိုင်းစကားပြောဖြစ်တယ်သူကလည်းဒီနေ့လည်းပေါ့နော်ကိကိဒီမှာရောက်ရှိလာတယ်သူငယ်ချင်းဒီပတ်ပဲသူလည်းဂျပန်ကိုဝင်လာတယ်ပေါ့နော်ဂျပန်ပြည်နေရာမှာရောက်တယ်တဲ့ဒီမှာရှိတယ်သူကကျွန်မအမျိုးသားရဲ့သူငယ်ချင်းပါလို့ဒီနေရာလက်ခံသူနေမှာပြီးသွားမယ်ကျွန်မတို့ကသူခံလောက်ကြအဲ့ဒါပြီးသူနဲ့ကျွန်မအမျိုးသားတွေသူတို့လည်းအစီအစဉ်တွေရှိကြတယ်နေပြီးတော့မှသွားကြမယ်လို့လည်းသတင်းကြားပါတယ်
ကြောင့်ဒီနေ့ဂျပန်မှာပေါ့နော်ဟောပွဲရပဲဒီမှာလာဆုံးတဲ့အတွက်ကြောင့်ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဒါကြောင့်ဒီနေ့အားလုံးနဲ့ပြန်ဆုံတွေ့ရလို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဘုရားရှင်နာမတော်တာရေးဘုန်းကြီးပါစေဘုရားရှင်တကယ်ပဲကောင်းမြတ်သောဘုရားဖြစ်ပါတယ်ကျမတို့အရောက်စီတိုင်းနဲ့အမြဲတမ်းတူပါရှိသောဘုရားဖြစ်ပါတယ်ကျမလည်းအရင်လုံးကတော့အမှုတော်ဆောင်ရင်းနဲ့ပေါ့နော်စဉ်းစားမိတယ်ကျမအမတွေဂျပန်မှာရှိတဲ့2000ခုနှစ်မှာကျမဗီဇာတစ်ခေါက်ဂျပန်လာဖို့ try တည်းအဲ့ဒီတုန်းကကျမဗီဇာမရလိုက်ဘူးမရလိုက်တဲ့အခါကျတော့2000မှာကျမမရောက်ဖြစ်ဘူးကျမအတွက်ကတော့နိုင်ငံကြီးတွေသွားမဲ့ဗီဇာအမြဲတမ်းနှစ်ခေါက်လုံးရတယ်ပြီးရင်ကျမ VIP အမြဲဖြစ်တယ်ဝင်ပြီးဗီဇာရပြီဆိုတာလည်း immigration တိုင်းကိုဖြတ်တယ်ပေါ့နော်အမေရိကရောက်လဲကျမသူငယ်ချင်းတွေအကုန်လုံးကခါရဲ pass ပြီးထွက်သွားရင်ကျမတို့အထူးခန်းထဲပါပဲအဲ့ဒါနဲ့ကိုယ့်အကိုဘာများဖြစ်လဲလို့စဉ်းစားတော့နောက်တော့ကိုယ့်အကိုခွန်အားရပါလေငါတာမန်လူမဟုတ်ပဲနဲ့ too special ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက်ကြောင့်ဘုရားရှင်ကနမိတ်လက္ခဏာနဲ့အမြဲအလုံးလုံးတယ်လို့ခံစားပါလေအဲ့လိုအထူးဆုံးစစစ်စစ်ခိုင်းနေရပါလေဘာသာရွက်မှလည်းမပါ passport အုပ်မှာ visa ကတ်ထားတဲ့တရွက်ကလေးနဲ့ပဲအမြဲတမ်းရောက်တယ်ပေါ့နော်တကယ်ဆိုရင်ကျမပြန်ရမလို့ဘာအထောက်ထားဘာစာရွက်မှမပါဘဲနဲ့အမြဲတမ်းဖြစ်တယ်ကျမကအမြဲတမ်းကြွေးကြော်တော့ဘုရားတခင်ပဲယုံကြည်တယ်ဘာမှမယုံတခြားဘာမှမယုံဘူးဘုရားပဲယုံကြည်တယ်ဆိုတာတစ်ခုတည်းနဲ့သွားတော့အဲ့ဒီလိုနေရာမျိုးတွေမှာရောက်ပြီမဲ့ဘုရားရှင်ကကျမကိုစိတ်ချမှုတစ်ခုပေးတယ်တကယ်တော့ဘာအထောက်ထားမှမရှိဘူးသူတို့ကိုပြစရာဘာအတွက်လာတယ်ဆိုတော့ဘလို့ပြောပါဇက်ပြောပဲရှိတယ်ထောက်ထားမရှိဘူးဒါပေမဲ့ဘုရားတခင်ကအမြဲတမ်းဒီလိုမျိုးဖြစ်ပြီပဲပေါ့နော်ဘုရားရှင်ကကျွန်တော်တို့ပြန်လဲတော့လမ်းသူဖွင့်ထားတဲ့လမ်းကိုသူဘယ်တော့မှမပိတ်ဘူးဆက်ပြီးတော့ဖွင့်ပေးပြီးတော့ပေါ့နော်ဒါကြောင့်မှလည်းအမြဲတမ်းဝင်ရောက်ရတဲ့အခုကိုပြီးတဲ့အတွက်ကြောင့်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့အဲဒါကြောင့်ကျွန်မပို့သဘောပေါက်လာတော့ငါဟာတာမန်မဟုတ်ဘူးဆိုတာပို့သဘောပေါက်လာပါတယ်ဘုရားသခင်ရဲ့အထူးတလည်းကျွန်မကိုမိတ်ဆက်ထားတယ်လို့တစ်ဖက်ကနေပြီးတော့ခွန်အားယူပြီးတော့အမြဲဝမ်းမြောက်ရတဲ့အခုကိုဘုရားရှင်ကပေးပါတယ်လို့သူဘုရားရှင်နာမတော်တာရေးပုံရှိပါစေ2005လောက်တုန်းကကျွန်မမြန်မာပြည်မှာမှုဆောင်နေစဉ်းစားမိတယ်စဉ်းစားမိတယ်ဆိုတော့ကျွန်မဒီမှာလည်းသက်သေခံမှုမှာပါလို့ကျွန်မတရားမဟုတ်ခင်မှာနည်းနည်းလေးပြောချင်ပါတယ်ကျွန်မကမြန်မာပြည်မှာပဲအမှုဆောင်တဲ့ခါကျတစ်ခါတည်းကိုယ့်ဟာကိုယ်ပေါ့နော်မြန်မာပြည်ဆိုတာလူတွေမနေခြင်းတဲ့နိုင်ငံစီးရဲတဲ့နိုင်ငံလို့ဘာမှတတ်တဲ့ခါကျတော့ကိုယ့်ဟာကိုယ်ရန်သိနေတဲ့အချိန်တွေရှိတယ်သူများတွေအမေရိကန်မှာနေလဲအားကြတယ်ဂျပန်မှာနေလဲအားကြတယ်ဩစတြေးလျတွေအားကြတယ်နိုင်ငံကြီးလို့ဆိုကိုယ်နဲ့ပေါ့နော်အလံဝေးတယ်လို့ခံစားတယ်မြန်မာပြည်နဲ့ဂျပန်တို့အမေရိကတို့ဆိုတာဘာမှကိုယ်နဲ့မဆိုင်ဘူးသွားနိုင်မဲ့သူမဟုတ်တော့လို့ပေါ့နော်ခံစားပြီးတော့ကိုယ်နေတဲ့မြန်မာပြည်မှာနေတဲ့ခါမှာလည်းကျွန်တော်လုံးဝမမြောက်နိုင်ဘူးပေါ့နော်ဂုံယူပြီးတဲ့နေ့ရက်တွေရှိပါတယ်ဒါပေမဲ့တရက်မှာဖခင်ရှင်ကစကားပြောလာပါတယ်လို့ဘာစကားပြောလာတယ်လဲဆိုလို့ရှိရင်ဂျာလေးလောကမှာနေ့အတွက်ပေါ့နော်ငါရဲ့သမီးဖြစ်တဲ့နေ့အတွက်နှစ်နေရာပဲရှိတယ်လို့ဘုရားစကားပြောတာဘုရောဘလို့နှစ်နေရာလဲလို့ကျွန်မစိတ်ထဲမှာခံစားရတဲ့ခါမှာလောကမှာအသက်ရှင်တဲ့အချိန်မှာမြေကြီးပေါ်မှာတင်ရှိတယ်တဲ့လောကမှာအသက်သာကုန်ဆုံးတဲ့အခါမှာကောင်းကင်မှာငါလည်းဒီသာရဆိုးဆန်တယ်ဒါကြောင့်မြေကြီးနဲ့ကောင်းကင်နဲ့နေရာပဲရှိတယ်တင်သိငယ်ပြီးတော့စဉ်းစားနေတဲ့မြန်မာပြည်ဟာလည်းမြေကြီးပေါ်မှာပဲတဲ့ဟာပြောရအမေရိကလည်းမြေကြီးပေါ်မှာပဲဖြစ်တယ်ဂျပန်ဟာလည်းမြေကြီးပေါ်မှာပဲဖြစ်တယ်ဩစတြေးလျဟာမြေကြီးပေါ်မှာပဲဖြစ်တယ်အရေးကြီးတာဟာငါထားတဲ့မြေကြီးပြင်မှာဟာလေလုယာငါထိုင်းတော်တို့ကိုလုပ်ပါတဲ့ငါဟာတနေ့မြေကြီးဆုံးတဲ့အောင်တတိခံတော့ခုနပို့ဆောင်နိုင်တယ်နိုင်ငံတွေဆိုတာလူတွေကအော်ဟိုနိုင်ငံအဲ့လိုလူအနေနဲ့ဉာဏ်နမိတ်တွေပိုင်းခြားကြတယ်ကျမတို့တွေကြွားချားတယ်လို့ခံစားကြတယ်ဘုရားရှင်ကပြောပါတယ်နိုင်ငံတိုင်းမြေကြီးပေါ်မှာဖြစ်တယ်ဟာလေလုယာခရစ်တော်ဟာလောကကိုလာတဲ့ချိန်မှာအာရှမှာယေရုရှလင်မှာဣသရေလမှာနာဇရက်မှာလာတဲ့ချိန်မှာငါဣသရေလမှာလို့မပြောဘူးရှင်ရောခရစ်တော်ခိုင်းကြီးဆက်ခွနဲ့ထားပါရေးထားတယ်ဆိုကိုရောမြေကြီးပေါ်မှာအကျွန်ုပ်ဟာကိုရောဘုံတော်ထင်ရှားပြပါပြီအကျွန်ုပ်ဆောင်ရွက်ဆရာကိုရောအပေးသောအမှုကိုဆောင်ရွက်ပြီးပါပြီလို့ခရစ်တော်ရဲ့ဆုတောင်းကိုရှင်ရောခရစ်တော်ခိုင်းကြီးဆက်ခွနဲ့ထားပါရေးရမှာဖြစ်တယ်ဒါကြောင့်အဲ့ဒီကျမ်းစာကိုကြည့်ပါအဲ့ဒီကျမ်းစာကိုဘုရားရှင်ကပေါ်ပြတယ်ခရစ်တော်ဟာဒီလောကမှာဣသရေလတိုင်းနိုင်ငံမှာတကဘာလောကကြီးတစ်ခုလုံးရဲ့ကယ်တင်ခြင်းအမှုပြုခဲ့ခြင်းကိုမြေကြီးပေါ်မှာလည်းတတ်တူထူတာဖြစ်တယ်တတ်တည်ထူတာဖြစ်တယ်မြေကြီးပေါ်မှာကိုရောဘုံတော်ထင်ရှားစေကိုရောခိုင်းတဲ့လို့ကိုလုပ်ပြီးမှလို့ဆိုတာဖြစ်တယ်ဒါကြောင့်ဘုရားရဲ့သားသမီးဒီကနေ့ဘယ်နာမှာရှိရဆိုတာအရေးမကြီးဘူးသင်ဟာသင်ကိုထားတဲ့မြေကြီးပြင်မှာဟာလေလုယာဘယ်နိုင်ငံဆိုတာအရေးမကြီးဘူး
ဖယားထားတဲ့နေကြီးဖြစ်ဖယားခိုင်းသောအလုပ်ကိုလုပ်ပါဖယားရှင်ကသူ့ကိုဂျင်းမြောင်တဲ့ဖယားဖြစ်တယ်တနေ့ကောင်းကင်မှာစုတဲ့ဘုရားဆိုင်ဖယားရှင်ဖြစ်တယ်ဆိုတာပေါ့နော်ဒီလိုကွာအရင်ဆုံးပေးချင်တယ်အဲ့ဒါနဲ့အဲ့ဒီနေ့ကနေစပြီးကျမရဲ့တိမ်ငယ်တဲ့မျက်ရည်တွေကုန်သွားတယ်ဟာလေလုယာကိုရောထားတဲ့နေကြီးပြင်ဘယ်နိုင်ငံဖြစ်တယ်ဘယ်မြို့ဖြစ်တယ်ကိုရောကျမကိုထားတဲ့နေရာတိုင်းမှာသစ္စာရှိရှိနဲ့ကိုရောအမှုကိုဆောင်ရွက်နိုင်ဖို့ဝမ်းမြောက်စွာတောင်းဝင်ကြသောသူဖြစ်ဖို့ကိုရောမဆပါလို့အဲ့ဒီမှာဘုရားရှင်မှာကျမသက်တော်တက်ခံပြန်လက်ဆက်ကအနံ့ရတဲ့ကိုဘုရားပေးပါတယ်ဒီနေ့ဘုရားဂတိထားတဲ့အတိုင်းကျမမသွားနိုင်ဘူးဆိုတဲ့နိုင်ငံပေါ့နော်မရောက်နိုင်ဘူးလို့ထင်တဲ့နေရာတွေဘုရားရှင်ကဆက်လက်ပြီးတော့မြေကြီးဆွန့်တိုင်အောင်တက်တည်ခံရတော့အခွင့်နဲ့တစိတ်တစ်ပိုင်းဘုရားရှင်ကပို့ဆောင်နေတဲ့အတွက်ကြောင့်ထိုဘုရားရှင်နာမတော့တာယူဘုန်းကြီးပါစေလို့ဒီကနေ့အတွက်ကျမဝင်ငါမယ်နှုတ်ကပတ်တော်ကိုဖတ်ချင်ပါတယ်လို့အဲ့ဒါကိုတက်တာလုံးနဲ့ဩဝါဒစာပထမစာဆောင်ခန်းကြီးမှာတက်တာလုံးနဲ့ဩဝါဒစာပထမဆောင်ခန်းကြီးမှာအခန်းငယ်18ဖြစ်ပါတယ်ခန်းကြီးမှာအခန်းငယ်18အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏နောက်တစ်ခေါက်ဖတ်ပါမယ်သက်သာလုံးနဲ့ဩဝါဒစာပထမဆောင်ခန်းကြီး9အခန်းငယ်18အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏နောက်ကျမ်းတိုင်တစ်ခုဖတ်ချင်ပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး4အားလုံးသိတဲ့ကျမ်းပိုက်လေးပါခန်းကြီး4အခန်းငယ်6ကနေ9အဘယ်အမှုကိုများစိုးရင်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတ္ထနာပြုသောအားဖြင့်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြတော့ထိုတို့ပြုလင်အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်၏ညီသက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့ဤစိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်တဲ့နှုတ်ကပတ်တော်များဖြင့်ဘုရားရှင်ကောင်းကြီးပေးပါစေခဏလေးဆုတောင်းချင်ပါတယ်မေတ္တာတော်ရှင်ဖာဒီနေ့အချိန်နာရီကိုရောပြင်ဆင်တော်နေ့ရဲ့ကိုရောရှင်ဒီမှာအတူကစုံစည်းစေတော်သားသမီးရောက်စီလို့ကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်ပေါ်မှာကိုရောကောင်းကြီးပေးတဲ့သမီးမစာရအားလုံးတွေဒီဆောက်ဆရာဖြစ်စေပါကိုရောရှင်အလိုရှိတော်သတင်းစကားကိုရောကိုယ်တိုင်တာပြီးရောက်စီတဲ့အတ္တဒီထဲမှာစိတ်လုံးသားထဲမှာတွင်တင်တဲ့ဖွင့်ပြတော်မူပါကိုရောကိုကျေးဇူးတင်တယ်ချီးမွမ်းခြင်းအလုံးစုံကိုရောအတ္တနဲ့အချိန်နာရီနဲ့တတ်တာနဲ့နှုတ်ကပတ်တော်ကိုရောလည်းဝေယေရှုဖျားနာမနဲ့ဆက်ကနာဆုတောင်းပါတယ်အာမင်ပြီးတော့ကျွန်မနောက်အဲ့ဒီအတွက်ကျွန်မကျမ်းချက်တချို့ပါနော်ကျွန်မလိုချင်ပါတယ်အဲ့ဒါကိုဒီရဲ့နောက်ခံပေါ့နော်ကျွန်မပို့ကားခြင်းနဲ့ကျမ်းပိုက်လေးတွေယူချင်ပါတယ်အဲ့ဒါကိုရှင်မသဲခရစ်ဝင်ခန်းကြီး14အငယ်19ရှင်မသဲခရစ်ဝင်ခန်းကြီး14အငယ်19မှာလည်းတွေ့ရပါတယ်ပြီးလို့ရှိရင်ကျမ်းသူနဲ့အတူတူပေါ့နော်အဲ့ဒီအကြောင်းအရာလေးတွေပါရှင်မာကုခရစ်ဝင်ခန်းကြီး6အငယ်41ရှင်လုကာခရစ်ဝင်ခန်းကြီး9ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး6အဲ့ဒီ၄ချမ်းရှင်ယောဟန်ခရစ်ဝင်ကျမ်း၄ချမ်းစလုံးမှာပါတဲ့အကြောင်းအရာ၄ထဲကတစ်ချက်ကလေးနဲ့ကျွန်မဝင်ငါချင်ပါတယ်အဲ့ဒီ၄ချက်ထဲမှာပါအကြောင်းကိုရေးထားတယ်လဲဆိုလို့ရှိရင်မုတ်9လုံးနဲ့9နှကောင်နဲ့လူ9000ကိုကျွေးတဲ့အကြောင်းလေးကိုအဲ့ဥပမာလေးကိုတွေ့ရမှာပါအဲ့ဒီဥပမာနဲ့ပတ်သက်ပြီးတော့လူတော်တော်များများကမှုတော်ဆောင်တွေကလည်းတရားဟောတာကိုကြားဘူးမှာပါလို့ကျမတို့လည်းအချိန်ချင်းကြားဘူးပါလေကျမကအဲ့ဒီထဲကမှကျမကိုတရက်တော့အချိန်ခါမှာဘုရားရှင်ကကျမကိုအဲ့ဒီထဲကစကလုံးလေးတစ်ခုကိုအဲ့ဒီနေ့ဖတ်တဲ့အချိန်မှာအဲ့ဒီစကလုံးလေးတစ်ခုဟာကျမကိုဖောင်းကြွားဒီလိုပြနေတယ်လို့ခံစားတာတခါမှအဲ့ဒီအရာလေးကိုတတိမထားမိပဲလေပေါ့နော်ကျမနှလုံးသားထဲမှာရိုက်ခတ်လာတဲ့အကြောင်းလေးတစ်ခုပေါ်လာတဲ့အတွက်ကြောင့်အဲ့ဒါကိုအခြေပြုပြီးကျမဝင်ငါချင်ပါတယ်ဒီနေ့တရားဟောဖို့ရန်ခေါင်းစဉ်ကတော့အရာရာမှာကျေးဇူးတော်ချီးမွမ်းပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျမဝင်ငါချင်ပါတယ်အဓိကကျမ်းပိုက်နှစ်ပိုက်ကိုတော့ကျမဖတ်ပြီးပါပြီအရာရာ၌ကျေးဇူးတော်ချီးမွမ်းကြပါထို့သောခြင်းကိုဘုရားသခင်အလိုရှိတယ်လို့ပထမကျမ်းချက်ကရေးထားပါတယ်နောက်တစ်ချက်ဟာအဘယ်အမှုကိုမှမစိုးရိမ်ဘဲနဲ့အရာရာမှာကျေးဇူးတော်ချီးမွမ်းရင်းနဲ့တင်တို့တောင်းပန်လိုတဲ့အရာတွေကိုဘုရားမှာကြားလျှောက်ပါ
ဒါဆိုရင်ဘယ်သူမှကြံရင်မမီနိုင်တော့ညီသက်ချင်းကသင်တို့စိတ်နှလုံးကိုစောင့်မမယ်လို့ဒီနေ့နှုတ်ကပတ်တော်ကဖော်ပြထားတာဖြစ်ပါတယ်လို့ဒါကြောင့်ဒီအရာလေးနဲ့ပေါ့နော်ကျွန်မဒီမုံ9လုံးနဲ့9နှစ်ကောင်ထဲကအကြောင်းအရာလေးကိုနောက်ွယ်ဒီအခြေပြုပြီးတော့ကျွန်မနည်းနည်းဝင်ငှချင်ပါတယ်လို့ရှင်မသက်ခရစ်ဝင်အခန်းကြီး14ထဲမှာအခန်းငယ်ဒီအကြောင်းအရာတစ်ခုလုံးကိုတွေ့ရတယ်ဒါပေမဲ့ကျွန်မကဘယ်တနေရာပဲဖတ်ချင်တယ်လဲဆိုလို့ရှိရင်အခန်းငယ်16လေးကိုပဲဖတ်ချင်ပါတယ်လို့အဲ့ဒီအတွက်ကျမ်းပြိုင်ကြီးအားလုံးပါပါတယ်မဿဲမာကုလုကာယောအားလုံးမှာပါပါတယ်မုံ9လုံးနဲ့9နှကောင်ကိုလည်းယူ၍ကောင်းကင်သို့ကြည်ညိုတဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုံနဲ့9ကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏တဲ့ဒီမှာဗာရေးထားလဲဆိုတော့မုံ9လုံးနဲ့9နှကောင်ကိုလည်းယူ၍ကောင်းကင်သို့ကြည်ညိုတဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုံနဲ့9ကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏ဆိုတဲ့အရာလေးထဲကနေကျွန်မဘာလေးကိုကျွန်မအထူးသဖြင့်ဦးစားပေးပြီးတော့ဒီနေ့ဝင်ငှချင်တယ်ဆိုတော့ကျေးဇူးတော်ကိုချီးမွမ်းပြီးမှဆိုတဲ့အကြောင်းလေးပေါ့နော်ဘုရားရှင်ကကျွန်မကိုဒီအရာလေးနဲ့ပတ်သက်ပြီးတော့ခံစားစေတဲ့အရာလေးနဲ့ကျွန်မဝင်ငှချင်ပါတယ်ဒီနေ့ကျွန်မတို့ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကအားလုံးအသိကြတာဖြစ်တယ်ဘာလို့လဲဆိုအိမ်ဒီမှာမိသားစုတွေမှာကျွန်မရောက်တိုင်းဘာတွေဆူတောင်းပေးရမလဲလို့ပြောတိုင်းမိသားစုတိုင်းကပြောတယ်ကျေးဇူးတော်ပဲချီးမွမ်းပေးပါအထူးသဖြင့်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဆိုတဲ့အရာယုံကြည်သူတိုင်းအသက်တာမှာသိပြီးသားအကြောင်းအရာဖြစ်တယ်ကျေးဇူးတော်ချီးမွမ်းဖို့ဘဝဆိုတာအမြဲတမ်းပေါ့နော်ကျေးဇူးတော်ချီးမွမ်းတတ်ဖို့ဆိုတာယုံကြည်သူတိုင်းသိပြီးသားဖြစ်တယ်ဆူတောင်းခံချက်ရဲ့အစမှာကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာပါဖို့ဆိုတာအားလုံးကငယ်ဘဝကလေးပေါ့နော်ကိုသင်ခံပြီးသားဖြစ်တယ်အဲ့ဒီအရာကိုလက်တွေ့ကျင့်သုံးပြီးသားဖြစ်တယ်ဒါပေမဲ့ဒီကနေ့မှာပေါ့နော်ကျွန်မအဲ့လိုသိပြီးသားအကြောင်းအရာလေးကိုအားလုံးကိုပြန်အတစ်တပံလို့ဆိုရင်းနဲ့လေပေါ့နော်ဒီအချက်ကလေးကိုပြန်နေပြီးတော့ဝင်ငှချင်တာဖြစ်ပါတယ်လို့ဒါကြောင့်တစ်ခေါက်ကပေါ့နော်ဒီအကြောင်းအရာလေးငွေငှခင်မှာကျမတို့တွေကဖျားเจ้าသွားလို့ရှိရင်ဘယ်လိုဖြစ်တတ်လဲဆိုတော့ကျမတို့ပြောတော့မှာဆိုလဲပေါ့နော်အများအားကျမတို့ဆူတောင်းပေးတဲ့သူတွေရှိတတ်တယ်ဒါပေမဲ့ဒီမှာတော့အဲ့လိုမျိုးရှိမယ်လို့မထင်ပါဘူးပေါ့နော်ဆူတောင်းကျမကတော့တရားဟောလို့ရှိရင်ကျမကိုကြည့်တာကြိုက်တယ်ကျမချောချောမချောချောကျမကိုကြည့်တာကြိုက်တယ်ပေါ့နော်အဲကြောင့်ကျမကိုပဲကြည့်ပါစုမတောင်းပေးနဲ့လို့ပြောချင်တာလေအဲတခါကလူနေသူငယ်ချင်း2ယောက်ကလူပြောတယ်ဖះเจ้าတက်တယ်ပြန်တဲ့ခါကျတော့သူငယ်ချင်း1ယောက်ကပြောတယ်ဘာပြောလဲဆိုတော့ဒီနေ့အရန်အားရတယ်တဲ့ဟာဘာအားရတယ်လဲလို့ဘာများညီပါလေးအားရတယ်လဲလို့ပြောတဲ့ခါကျတော့ဘာအားရတယ်လဲဆိုရင်ဒီနေ့တရားဟောစရာအရန်ရှည်လို့တဲ့အေးရိုးရတယ်တဲ့သူကတရားဟောတာများရှိလို့အေးဝသွားတယ်ပေါ့နော်ဒါပေမဲ့ဒီထဲမှာတော့လို့ဘာမှမထင်ပါဘူးလို့အဲ့လိုမဟုတ်ဘူးလေဘုရားရှင်ကောင်းကြီးပေးပါစေအဲ့ဒီဒီအကြောင်းလေးကိုကျွန်မဖတ်ရင်းနဲ့ပေါ့နော်တစ်ခေါက်တော့အချိန်ကောင်းပါကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကျွန်မကိုအထူးတလဲခံစားစေရတာဖြစ်တယ်ဒီမုံ9လုံးနဲ့9နှကောင်လူငယ်လေးကယူလာတယ်ဆိုတော့အားလုံးသိပြီးသားပေါ့နော်လူငယ်လေးရဲ့နေ့လေစာတော်တော်များများဆရာလေအော်ကျမတို့ကိုယ်တိုင်ဝင်ကားတယ်မုံ9လုံးနဲ့9နှကောင်ကိုသူ့နေ့လေစာဖြစ်ပေမဲ့တခြားလူလည်းယူလာမှာပဲသူပေးရဲတယ်ဆိုတာမျိုးပေါ့နော်ပြီးလို့ရှိရင်အဲ့မုံ9လုံးနဲ့9နှကောင်နဲ့လူ9000စားပြီးတော့နမိတ်လက္ခဏာဖြစ်တယ်ဆိုတာမျိုးပေါ့နော်ကျမတို့အချင်းချင်းတရားဟောဖို့လေဒါပေမဲ့ဒီကနေ့မှာဘုရားရှင်ကကျမကိုဘာအစ်တပံဖွင့်ပြလဲဆိုရင်ခရစ်တော်ဟာအဲ့ဒီမုံ9လုံးနဲ့9နှကောင်ကိုယူတဲ့အခါမှာကျေးဇူးတော်ကိုချီးမွမ်းကောင်းကင်ကိုကြည်မြော်တယ်တဲ့အဲ့ဒီကောင်းကင်ကိုကြည်မြော်ပြီးကျေးဇူးတော်ချီးမွမ်းတယ်ဆိုတော့မာသဲမာကုလုက3ခုစလုံးမှာအဲ့လိုရေးထားတယ်ကောင်းကင်ကိုကြည်မြော်၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှပေါ့နော်ဒီမုတ်ကိုဝေသူ့ရဲ့တပည့်တော်တွေဝေပေးဖို့ပေးတယ်ဆိုတဲ့အရာလေးကိုကျွန်မမြင်ရတာဖြစ်တယ်အဲ့ဒါနဲ့ကျွန်မကအဲ့ဒါကိုဖမ်းမိတဲ့အချိန်မှာကျွန်မစိတ်ထဲမှာဘာခံစားမိလဲဆိုကျွန်မတို့ကတော်တော်များများအချိန်တွေမှာပေါ့နော်တလုံးလူယောက်ျားကြီးပဲ9000နဲ့မိန်းမနဲ့ကလေးပုံများတယ်ပေါ့နော်လူတောင်းကနန်းရှိတဲ့လူတွေကိုကျွေးရမယ်မဟုတ်ဟာမုံ9လုံးနဲ့9နှကောင်ဖြစ်တယ်ခရစ်တော်ဟာလူတွေကိုတနာတယ်သူလူတွေဗိုက်စားတယ်ညအချိန်ရောက်ပြီးစားစရာမရှိဘူးတော့အရက်မှာဖြစ်တယ်စားစရာဝယ်မယ်ဆိုရင်ပတ်စံမရှိဘူးရှိမယ်ဆိုရင်တော့ဝယ်မယ်စားစရာမရှိတဲ့တော့အရက်မှာဘာမှမရှိတဲ့အရက်မှာလူတွေရဲ့လိုအပ်ချက်စားလောင်နေပြီဆိုတော့ဘုရားရှင်သိတဲ့အခါမှာကာယဝိညာဉ်အစာပဲကျွေးတာမဟုတ်ဘူးကာယအစာပါအဲ့ဒီနေ့မှာတကယ်ကျွေးခဲ့တယ်ပေါ့နော်နမိတ်လက္ခဏာလုပ်ခဲ့တယ်အဲ့ဒီနမိတ်လက္ခဏာမလုပ်ခင်မှာဘယ်လိုဖြစ်လဲဆိုရင်ဒီမုံ9လုံးနဲ့9နှကောင်လေးကခရစ်တော်ရဲ့လက်ထဲမှာရောက်လာတဲ့အခါမှာသူကဘာပဲလုပ်တယ်လဲဆိုကောင်းကင်ကိုချီးမြှောက်ပြီးကျေးဇူးတော်ကိုချီးမွမ်းတယ်လို့ဒီကျမ်းစာမှာလုံးဝဖော်ပြထားတယ်ဆိုတာတွေ့ရတယ်ကျမကအဲ့ဒီချိန်မှာဘာခံစားမိလဲကျမဒါခရစ်တော်နေရာမှာဆိုရင်ပေါ့နော်
ကိုတော့ဒီမုတ်ကိုကျေးဇူးတော်ချီးမွမ်းမဲ့အစားကျွန်မဆုတောင်းမှဖြစ်တယ်လို့ခံစားတယ်ကိုတော့မုတ်လူတွေကိုကြည့်ပါအောင်လူ2000ရှိတယ်လူယောက်ျားကြီးပဲ9000ကလေးနဲ့အမိန်းမပေါင်းရင်လူကောင်းတောင်းကနန်းရှိတယ်စားဖို့ကမုတ်9လုံးနဲ့9နှစ်ကောင်ပဲရှိတယ်ကိုတော့တတ်နိုင်တယ်ဆိုတော့သိတယ်ဒါပေမဲ့ကျွန်မဘာလို့မလဲဆိုရင်ကိုတော့ဒီမုတ်ကိုပွားစီပါလို့ဆုတောင်းမှဖြစ်တယ်ကိုတော့ဒီမုတ်ကိုလောက်စေပါလို့ဆုတောင်းမှဖြစ်တယ်ဒီငါးတွေကိုပွားစေပါလို့ကျွန်မဆုတောင်းမှဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာခရစ်တော်ဟာဘာပဲလုပ်လဲဆိုမုတ်ကိုမဟုတ်ဘူးကောင်းကင်ကိုကြည့်မျှော်ပြီးဂျေစုတော်ကိုချီးမွမ်းတယ်ဆိုတာတွေ့ရတယ်အဲ့ဒီခါမှာကျွန်မအသက်တာထဲမှာဘာတွေကိုဘုရားရှင်ကရိုက်ခတ်စေလဲဆိုရင်ဂျေစုတော်ချီးမွမ်းခြင်းဟာနံပါတ်1အချက်ဖခင်ဟာတတ်နိုင်သောဖခင်ရှင်ဖြစ်တယ်ဆိုတာယုံကြည်ခြင်းအသီးပွင့်ဖြစ်တယ်ဂျေစုတော်ချီးမွမ်းနိုင်တယ်ဆိုတာဖခင်ရှင်ဟာနမိတ်လက္ခဏာလုပ်တော့မယ်ဆိုတာကိုအသက်တာထဲမှာယုံကြည်ခြင်းရဲ့အသီးပွင့်တစ်ခုဖြစ်တယ်ကျွန်မတို့တော်တော်များများဂျေစုတော်ချီးမွမ်းရမယ်ဆိုတာသိပါတယ်ဒါပေမဲ့ချီးမွမ်းလိုက်တယ်ဆိုတာဖခင်ကလုပ်တော့မယ်ဟာလေလုယာသူတောင်းစရာမလိုတော့ဖြစ်တော့မယ်အခုဖြစ်တော့မယ်ဆိုတော့ယုံကြည်ခြင်းအသီးပွင့်ဖြစ်တယ်ဆိုတော့ပထမအချက်အနေနဲ့ကျွန်မပြောချင်တယ်နောက်ဒုတိယအချက်အနေနဲ့ဖခင်သခင်ရဲ့တတ်ဆွမ်းနိုင်ခြင်းပေါ်မှာလုံးလုံးလျားလျားမိဖို့လိုက်ခြင်းဟာကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တယ်ကျွန်မတို့မတတ်နိုင်ဘူးဒါပေမဲ့ဒုတိယအချက်နဲ့ဖခင်ရဲ့တကိုးတော်နဲ့လှုပ်ဆောင်တဲ့အရာပေါ်မှာလုံးလုံးလျားလျားမိဖို့လိုက်ခြင်းဖြစ်တယ်ကျွန်မတို့တတ်နိုင်ခြင်းအပေါ်မှာမဟုတ်တော့ဘူးဒီဘုံကလည်းငါနဲ့ကောင်ကိုဘယ်လိုလုပ်တော့မလဲမသိတော့ဘူးဒါပေမဲ့ဖခင်သခင်ရဲ့တကိုးတော်နဲ့တဆွမ်းနိုင်ခြင်းပေါ်မှာလုံးလုံးလျားလျားတရားရာခိုင်နှုန်းအနံ့ခြင်းဟာဂျေဇုတော်ချီးမွမ်းခြင်းဖြစ်တယ်ဆိုတာဒုတိယအချက်အနေနဲ့ကျွန်မပြောချင်တယ်။နောက်တတိယအချက်အနေနဲ့ယုံကြည်ခြင်းအသီးပွင့်ခုနကတော့ပထမဆုံးပြောတာနဲ့လေပေါ့နော်။အကြောင်းတူမှာဖြစ်တယ်။ယုံကြည်ခြင်းရဲ့အသီးပွင့်ဖြစ်တယ်။ဖခင်တတ်နိုင်တာကိုယုံကြည်ခြင်းဖြစ်တယ်။ဟေဘရဲဩဝါဒစာအခန်းကြီး7အငယ်တစ်ထဲမှာပါရေးထားတယ်ယုံကြည်ခြင်းဟာမျှော်လင့်သောအရာမျက်မှောက်ပြုတယ်မမြင်သေးသောအရာတိမှတ်ဆွဲလန်းတယ်ပေါ့နော်မမြင်သေးဘူးဒါပေမဲ့မြင်တော့မယ်လို့ချီးမွမ်းခြင်းဟာယေရှုတော်ချီးမွမ်းခြင်းသက်သက်ဖြစ်တယ်ပေါ့နော်အဲ့ဒါအရာကိုပေါ့နော်ကျွန်မဘာအရာအဖြစ်ကျွန်မဥပမာပေးချင်လဲဆိုရင်ကျွန်မတို့အိမ်မှာကျွန်တော်တို့မောင်နှမ9ယောက်ရှိတယ်ကျွန်မအမ2ယောက်ဒီမှာရှိတယ်ကို2ယောက်ရှိတယ်အဲ့နဲ့ကျွန်မအကိုအကြီးဆုံးကတော့သူကတော့အရင်ကတည်းကစောစီအိမ်နဲ့ဝေးပါတယ်အိမ်နဲ့ဝေးနေငယ်ကလေးကကျမတို့နေကလေးမြို့ကြီးအကြောင်းမကောင်းလို့ဆိုတော့ရှစ်တန်းကလေးကအတော်တွေအိမ်မှာအကြောင်းတက်ပြီးနောက်ဆုံးတော့သူ့ဟာသူပေါ့နော်စစ်ဖို့လုပ်နေဆိုအရန်ယူသွတော့အဲ့ထဲမှာပါသွားတဲ့ခါကျတော့ကျမတို့အိမ်မှာတိတ်မရှိဘူးဒါပေမဲ့အိမ်မှာငယ်ကလေးကရှစ်တန်းလောက်ကအကိုကြီးမရှိဘူးနောက်ဒုတိယအကိုတယောက်ကအိမ်မှာအမြဲရှိတယ်ကျမအမေကငယ်ငယ်ကလေးကသူခရိယန်ဖြစ်တော့ကျွန်မအမေကပြန်ထပ်ပြီးပိုင်းနားလေတာမဟုတ်ဘူးဒါပေမဲ့တနည်းကိုနေဖရားကြောင့်တောင်းရမယ်ဆိုတော့ကောင်းကောင်းသိတာဖြစ်တယ်အဲ့ဒါနဲ့ကျွန်မတို့ဒီမောင်နှမတွေကိုဘယ်လိုလုပ်လဲဆိုတနည်းကိုနေနေ့တိုင်းဖရားကြောင့်ပို့တတ်တဲ့အမိဖြစ်တယ်ဖရားကြောင့်မလိုက်ချင်ဘူးလို့ပြောရင်အဒုစာမိမယ်ဒုချိန်လုံးကအစင်သင့်ပေါ့နော်အဲ့လိုမျိုးတော့သူကဆွဲခေါ်ခဲ့တယ်အဲ့လိုခေါ်တဲ့အချိန်တိုင်းမှာဘသူကအမြဲတမ်းပြောက်လဲဆိုအကိုကပြောက်တယ်ဖရားကြောင့်သွားဖို့တအိမ်လုံးပြင်ဆင်ကြပြီးကလေးတွေလူတွေအကုန်ပြင်ကြပြီးဆိုငယ်ကလေးကကျွန်မတို့ငယ်ဘွားတယ်ကျွန်မတတိထားဖရားကြောင့်သွားတော့မယ်ဟေးဆိုအကိုမရှိတော့အကိုရှာလိုက်ပြီဆိုအကိုမရှိတော့ဘူးပေါ့နော်အကိုကဖရားကြောင့်တော်တော်များများအချိန်တွေမှာအမေကလည်းကျွန်တော်တို့အမေကလည်းအလှုပ်ရှုံနေတယ်ဒါနဲ့သူတတိထားပြီးဖရားကြောင့်တက်မယ်ကားပေါ်တက်ဆိုတော့အကိုမတွေ့တော့အဲ့ဒါအကိုကိုရိုက်ဖို့နေသလားအရေးတောင်သူမမိတော့ဘူးပေါ့ဘယ်အချိန်အိမ်ကနေတိတ်တိတ်လစ်သွားလဲမသိတနည်းကိုနေဆိုသူကလည်းသူငယ်ချင်းတွေအားတော့ချိန်ပြီးတော့ဟိုမြစ်စိတ်မှာရေကူးတာတို့ပါတော့အဲ့လိုမျိုးတနေုံတဲတောင်မှာနေပူကန်ရေစိမ်လိုက်တဲ့အဲ့လိုမျိုးနဲ့သူတို့ပျော်ကြတာပေါ့အဲ့လိုမျိုးတော့ပျော်တတ်တယ်ဆိုတော့ပေါင်းတင်တဲ့အရန်မဲ့တော့သူကဘုရားကျောင်းဘယ်တော့မှမရောက်တဲ့ပုံဖြစ်တယ်အဲ့လိုနဲ့ကျမတို့အဖေနောက်ဆုံးပြီးတော့ရန်ကုန်မှာအခြေချတယ်ရန်ကုန်မှာရောက်တဲ့အချိန်မှာကျမတို့သမီးတွေကိုအမေကနိုင်တယ်သမီးတွေအားလုံးတနည်းကိုနေဆိုတိုင်းဆိုဘုရားကျောင်းရောက်တယ်ပေါ့နော်ကျမတို့အမေနဲ့ဘုရားကျောင်းရောက်ပြီးတော့အိမ်ငိုက်တည်ဖြစ်စေမငိုက်ဒီကိစ္စမရှိဘူးဖယားเจ้าရောက်ဖို့ပဲဖယားเจ้าမှာတခါတလေအိမ်ငိုက်တဲ့နေ့တွေရှိတယ်ဘယ်ဘက်ကိုရိမ့်ညာဘက်ကိုရိမ့်နေပါတော့ခေါင်းလေးတော့တိုက်ပြီးတိုက်မတက်ဖြစ်တဲ့အချိန်တွေရှိဖယားเจ้าတက်တယ်ဆိုအမေကျင်တယ်ဒါပေမဲ့အဲ့ဒီအချိန်တိုင်းမှာဘယ်သူကပြောင်းနေအကိုပြောင်းနေဒါနဲ့ကျမတို့တွေအဲ့လိုနေရင်းနဲ့ကျမတို့အရွယ်ရောက်လာတယ်ကျမတက်တာမှာတက်စီခံမယ်ဆိုတော့အများကြီးဒီနေ့ဖယားကို
ခရစ်တော်ကိုကျွန်မရခဲ့တယ်ကျွန်မတက်တာထာဝရတက်ကိုပိုင်ဆိုင်တဲ့အခါကျတော့ကျွန်မဖခင်เจ้าမှာငွေလုံနေတဲ့အချိန်မှာကျွန်မအကိုကတော့နော်ဘာဒီရဲ့တခြင်းလိုပဲတို့တွေဖခင်သုံးမဲလိုပဲပေါ့အပြင်မှာရောက်နေတယ်အကိုသူလုံးဝလက်လွတ်နေတာဒါနဲ့အကိုကတကယ်ချင်းတွေနဲ့နည်းနည်းပါးပါးပေါက်စားတတ်တယ်ပြီးလို့ရှိရင်ရှောက်လေတော့ဝါသနာပါတယ်သူဘာဘွဲယူလဲဆိုလေယာပြန်စားရေးဘွဲယူတယ်ဘိုက်စားလို့ရှိရင်အိမ်ပြန်လာစားတယ်ပြီးရင်ဒိုးတယ်အရေးအခင်းတွေမှာကာဖြူ17နာရီထုတ်တယ်17နာရီအတိမှအိမ်တကားကနေဝင်လာတယ်အဲ့ဒီလိုမျိုးသူဘလို့မှအကိုကိုမကင်တွယ်နိုင်ဘူးပြီးတော့အမေကညားလာဆောင်လို့ချင်းအဖေမရှိလို့ဆိုပြီးတော့လေသူ့ဘဝမှာပေါ့နော်အမျိုးသားမရှိဘူးမို့ဆိုးမဖြစ်တယ်ဆိုတော့အကိုကိုသူမထိန်သိမ်းနိုင်တာယောက်ျားမရှိလို့ဆိုတဲ့အရာပေါ်မှာပဲသူကြေခွဲပြီးတော့ဘာလုပ်တယ်လဲဆိုအိမ်မှာဘာမှမစင်ဆိုင်ရက်ွက်လူကြီးတွေလာရင်အကိုဆိုးကြောင်းပြောပြရင်ဖွင့်တာပေါ့နော်တင်းအောင်ဆရာတွေလာရင်လည်းအကိုဆိုးကြောင်းပြီးရင်ဆွေမျိုးတွေလာရင်လည်းအကိုဆိုးကြောင်းဆွေမျိုးမဟုတ်တဲ့ဧည့်သည်လာရင်လည်းအကိုမလိမ်ပါကြောင်းအဲ့လိုပဲပြောတဲ့အခါကျတော့အကိုကကျမတို့ရန်ကုန်မှာအရင်ဆုံးနေတဲ့အိမ်ကတင်းသေးလေးအပေါ်ထပ်ကိုမှအကိုရဲ့အခန်းရှိတယ်အကိုကမရှိဘူးထင်တာ तू ကအပေါ်ထပ်ကိုကနေရှိနေတဲ့အချိန်ကြီးအများကြီးပေါ့နော်တခါလေး तू နေလေအောက်မှာအမေကဧည့်သည်ကိုအကိုဆိုးကြောင်းတင်းဟုတ်ဆရာလာအကိုဆိုးကြောင်းလူတကာလာတိုင်းအကိုဆိုးကြောင်းရင်ဖွင့်နေတဲ့အချိန်မှာကျမအကိုကပုံမှာပေါက်ကွဲနေတယ်အဲ့ဒီခါမှာအကိုကဘာဖြစ်သွားလဲဆိုတော့ဆွေမျိုးတွေရှေ့မှာလည်း तू မလာချင်ဘူးအမေကသူ့မကောင်းကြောင်းနဲ့ပြောတယ်လေကိုမကောင်းကြောင်းပြောတဲ့လူချင်းမှာကိုကပဲနေမယ်တင်းအုပ်ဆရာလေးလာရင်ဘယ်တော့မှမထွက်ဘူးပြီးရင်ဖယားကြောင်းဆိုတာလုံးဝတက်တာဆိုရင်ဘဝကပူပူဆိုးဆိုးပြီးရောက်နောက်ပိုင်းမှာသဘင်ဆိုလည်းရှိထားတယ်ကြောတယ်ပေါ့နော်အဲ့လိုမျိုးနဲ့အဲ့လိုမျိုးဆိုရင်ကျမတို့အမေကလည်းတမယိုးကြသမားဆိုတော့ယောက်ျားလေးသဘင်ရှိတာကြီးမြပြန်မှုပေါ့နော်ကြီးမြပြန်တော့သဘင်ချက်ပါလို့ပြောတာလည်းပြဿနာတစ်ခုဖျားเจ้าကလာပါဆိုတော့ခေါ်လို့နောက်ဆုံးကျမတို့အငယ်ဆုံးထိကျမထိဘုရားထဲမှာရောက်သွားပြီအကိုလုံးကထုံနှန်းစင်လာရနေချင်းလည်းခံပြီးပြီအကိုကတော့ဘုရားเจ้าလည်းမတက်ဘူးရည်နေချင်းလည်းမခံဘူးဂယုကိုမဆိုင်တဲ့ဘဝမျိုးမှာနေတဲ့ခါကျတော့ကျမအမေရဲ့စိတ်နှလုံးအားလုံးအကိုဆိုးတယ်လာသမျှလူတိုင်းမှာအကိုဆိုးတယ်သူလည်းဆူတောင်းတယ်ဘုရားခင်ကျမသားအရန်ဆိုးတယ်လို့အမြဲဆူတောင်းတရက်တော့ကျမဘုရားเจ้าသွားတဲ့ခါမှာဆရာတယောက်ကတရားဟောတယ်။ဘာအကြောင်းဟောတယ်လဲဆိုရင်နှုတ်ခမ်းအသီးနဲ့လူကဝတယ်လို့ပြောတာဖြစ်တယ်။အဲ့လိုပြောတဲ့နေ့မှာကျွန်မဘာသဘောပေါက်လဲဆိုတော့အိုးကျွန်မအမေကအမြဲတမ်းဝန်ခံနေတယ်။တကယ်ဆိုရင်ကျွန်မတို့မမြင်ရပြီမြင်ရမယ့်အရာလေဖြစ်လာမယ်လို့ဖရားတတ်နိုင်တဲ့ပုံမှာယုံကြည်ခြင်းနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းဟာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ကျွန်တော်တို့နှုတ်ခမ်းအသီးကိုပြောင်းခြင်းဟာနမိတ်လက္ခဏာဖြစ်စေနိုင်တယ်ဆိုတဲ့အရာကိုကျွန်မခံစားအဲ့ဒီမှာခံစားပြီးတော့ကျွန်မအိမ်ကိုပြန်သွားတယ်။မေကျွန်မတို့အိမ်မှာတစ်ခုခုတော့မားနေတယ်။ဒီနေ့ဆရာတရားဟောတယ်ဒီလိုပဲဟောလိုက်တယ်။အမေကမိသားနေတာဘယ်သူလာစိုးတယ်ပြောတာဘယ်တော့မှစိုးတာမြင်ရမှာ။ဒါကြောင့်ဒီကနေ့သမီးတို့ဆုတောင်းချက်ပြောင်းရအောင်။ဖယားကိုပဲအိုက်ရအောင်။ဖယားကိုဘယ်လိုအပ်မလဲဆိုဖယားသခင်အကိုကိုလိမ္မာစေမှာမို့လို့ကျေးဇူးတော်ချီးမွမ်းတယ်လို့ဒီကနေ့ကျေးဇူးတော်ချီးမွမ်းဖို့ပြောင်းရအောင်လို့ကျမအမေပြောတဲ့အခါမှာအဲ့ဒီမှာဖယားရှင်ကလည်းကျမအမေနှလုံးသားကိုတိုးထိတဲ့အခါကျတော့သမီးအငယ်ဆုံးကပြောမိမယ်သူလည်းလက်ခံတယ်ဟုတ်ပြီအခုကနေစတင်းအုပ်ဆရာလာနေတယ်အကိုဆိုးတယ်လို့မပြောတော့အဲ့တဲ့လာနေအကိုဆိုးတယ်မပြောတော့သူများတွေလာရင်လည်းရက်ွက်လူကြီးလာရင်လည်းအဲ့ဒီအကြောင်းမပြောတော့ပဲသူဘာလုပ်လဲဆိုကျမအမေတနေ့3ချိန်တော့ဆုတောင်းတယ်ဆုတောင်းတိုင်းမှာဖယားသခင်ကျမသားကိုလိမ္မာစေမှာမို့လို့ကျေးဇူးတော်ချီးမွမ်းတယ်ကျမသားကိုကိုတော့ဘုရားเจ้าမှာပျော်ရတဲ့သူဖြစ်ဖို့မဆမှာမို့လို့ကျေးဇူးတော်ချီးမွမ်းတယ်လို့သူ့ရဲ့ဆုတောင်းချက်ကိုပြောင်းလာတာဖြစ်တယ်အဲ့ဒီကျေးဇူးတော်ချီးမွမ်းခြင်းဟာဘုရားတကောတော်ကိုပြီးတွေ့ခြင်းဖြစ်တယ်ဟာလေလုယာအဲ့ဒီကျေးဇူးတော်ချီးမွမ်းခြင်းဟာမဖြစ်သေးပေမဲ့ဖြစ်လာတော့မဲ့အရာပေါ်မှာဘုရားသခင်မှာယုံကြည်ခြင်းဖြစ်တယ်အဲ့ဒီလိုဆုတောင်းလာတဲ့အခါမှာလာသိမ့်မကြာလိုက်ဘူးကျွန်မအကိုကတရက်တော့နေရမှာသူ့သပင်ဖြတ်ပြီးအိမ်ပြန်ရောက်လာတယ်ဟာလေလုယာဘုံကလေးနဲ့အိမ်ဒီလိုသပင်ယောက်ျားလေးကိုတူတူလေးညက်ပြီးတရက်သပင်ညက်ပါလို့ကျွန်မအမေကသူ့ကိုမပြောတော့ဘူးဖယားသခင်ရှိမှပဲကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာကျွန်မအကိုရဲ့သပင်ညက်သွားတယ်လူပြီးလို့ရှိရင်ဘာဖြစ်လာတယ်လဲဆိုလို့ရှိရင်မကြာတော့တဲ့အချိန်မှာကျွန်တော်လည်းယဉ်နေချင်းခံမယ်တဲ့ဟာလေလုယာ
ရင်းနေချင်းခံမယ်ဆိုပြီးတော့ကျမတို့အိမ်မှာအမြဲစင်မိသားစုလိုလာတဲ့အိမ်ကြီးမြဲလာတဲ့ပြေဆရာနဲ့သူရင်းချင်းခံတယ်ဆိုပြီးတော့သူ့ကိုယ်တိုင်သုံးဖြတ်ပြီးတော့ပေါ့နော်ခရစ်တော်သူ့တက်တာထဲမှာနေရာပေးဖို့ရန်အတွက်သူ့ရဲ့နှလုံးသားတကယ်ပဲပြောင်းလဲလာတယ်ဆိုပြီးသူ့ကိုတက်လုံးရင်းနေချင်းခံပါဖယားကြောင့်တက်ပါလို့ပြောပေမဲ့မတက်ခဲ့တဲ့အကိုဟာကျမခရစ်တော်ကိုရတဲ့ခါမှာတပတ်မှာစနေတနင်္ဂနွေဆိုဖယားကြောင့်မှာကျန်တဲ့9 ရက်ထဲမှာ3 ရက်လောက်ကျွန်မဟုံးဆဲသွားတာဖြစ်တယ်။ဟုံးဆဲဒီမှာသွားတယ်အငတ်မပြေနိုင်ဘူးပေါ့နော်။အဲ့ဒီအချိန်မှာကျွန်မမှာအဖော်မရှိခဲ့ဘူး။တခြားအကိုကြီးတွေအမကြီးတွေနဲ့အတူတူသွားတဲ့အချိန်မှာသူတို့ကကျွန်မကိုညဟုံးဆဲတွေပြီးတော့ဆိုတော့အိမ်ပြန်ပို့ရတဲ့အလုပ်တစ်ခုရှိတယ်။ကျွန်မကလည်းအားလိုက်ခြင်းတဲ့ခါကျတော့ကျွန်မကိုအိမ်ပြန်ပို့ပြီးမှသူတို့အိမ်ပြန်ရတယ်။ဒါပေမဲ့ဖယားရှင်ကမလောက်လုပ်လိုက်တယ်ဆိုကျွန်မအကိုတက်လုံးဖယားကြောင့်မတက်တဲ့အကိုအမေရဲ့ညီးတွားမြည်တမ်းခြင်းရမယ်ကျေးဇူးတော်ချီးမွမ်းခြင်းဟာဖယားတကောကိုပြီးတွေ့ခြင်းဖြစ်တယ်ကျေးဇူးတော်ချီးမွမ်းခြင်းဟာဖယားတတ်နိုင်တယ်ဆိုတဲ့အပေါ်မှာအားကိုးလိုက်ခြင်းဖြစ်တယ်ကျေးဇူးတော်ချီးမွမ်းခြင်းဟာမဖြစ်သေးပေမဲ့ဖယားကလုပ်ပေးတော့မယ်ဆိုတဲ့အပေါ်မှာလုံးဝအုတ်တုံအားကိုးလိုက်ခြင်းဖြစ်တယ်အဲ့ဒီလိုဖြစ်လာတဲ့အခါမှာဖယားရဲ့လက်တော်ဟာအကိုကိုတခေါမှပြောစရာမလိုဘူးဘယ်တော့တောင်ဖယားဝန်းနိုင်မွေးလို့ပြောလဲဆိုကျမနဲ့ဟုံးဆဲ3 ရက်လုံလိုက်တဲ့အကိုဖြစ်လာတယ်ဟာဆိုရစနေနေ့လူငယ်အချိန်တက်ပြီးတနေ့ကိုနေ့မှာဖယားเจ้าကသူငယ်ချင်းတွေနဲ့ပဲပျော်မွေ့ပြီးတော့တပတ်မှာ3 ရက်ဟုံးဆဲတိုင်းကျမနဲ့လိုက်ပြီးတခြားအကိုကြီးတွေအားလုံးကျမကိုလိုက်ပို့စရာမလိုတော့ဘဲနဲ့ကျမတို့မောင်နှမ2 ယောက်ဟာဟုံးဆဲတူတူသွားပြီးအတူတူအဖော်ရပြီးအိမ်ပြန်ရတဲ့သူတယောက်ဖြစ်အောင်ဖယားရှင်ကတကယ်ပဲအလုပ်လုပ်နေတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျေးဇူးတော်ချီးမွမ်းခြင်းဟာကျမတို့အသက်တာမှာမတတ်နိုင်တဲ့အရာတွေပေါ်မှာယုံကြည်ခြင်းဟာကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တယ်။ကျမတို့မလုပ်ပေးနိုင်တဲ့အရာတွေပေါ်မှာဖယားလုပ်ပေးမယ်လို့မိခိုခြင်းဟာကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တယ်။ကျမတို့အမျိုးသမီးတွေကပေါ့နော်ခံစားခြင်းနဲ့အသက်ရှင်တတ်တဲ့ညားတယ်အမျိုးသားတွေနဲ့မတူဘူးပေါ့နော်။ကျမအိမ်တော်ရေးတင်တဲ့တစ်ခုတက်တဲ့ခါကျတော့အဲ့ဒီဆရာဝင်လာတယ်အမျိုးသမီးတွေကခံစားခြင်းနဲ့အသက်ရှင်နေတဲ့မယုံကြည်တဲ့ဇနီးပေါင်းနဲ့တွေပဲဖြစ်ဖြစ်သမီးသားတွေပဲဖြစ်စဉ်းစားကြည့်မိန်းကလေးတွေကဘယ်လိုစကားပြောကျမဒီလိုခံစားတယ်လို့ပြောတယ်အမျိုးသားတွေကကျတော့ဒီကိစ္စကိုဒီလိုလုပ်မယ်လို့အချက်1 2 3 4နဲ့ဖြေရှင်းတယ်တဲ့အဲ့ဒါသူတို့အိမ်ထောင်မှာခဏခဏပြဿနာတက်တယ်လို့ပြောတယ်သူ့အမျိုးသမီးကကျမသူပြန်လိုက်ဘယ်လိုရှင်းသားဘယ်လိုရှင်းသမီးကဘယ်လိုအိမ်မှာဘယ်လိုဟောနော်အဲ့ကိစ္စကြီးသူခံစားချက်တဲ့အကုန်ပြောတယ်သူကတော့ဟုတ်နေ့သားကိစ္စဒီလိုဖြေရှင်းနေ့သမီးကိစ္စဒီလိုဖြေရှင်းဟိုအိမ်ကကိစ္စဒီလိုဟောနော်သူကတော့ theory နဲ့သွားတယ်တဲ့အမျိုးသားတွေကတော့တွတ်ချက်အဲ့ဒါနဲ့သူအဲ့လိုပြောတော့သူ့မျိုးသမီးကသူဖြည့်ရှင်းပြီးတော့ပြန်ပြောတယ်လေဒါပေမဲ့သူ့မျိုးသမီးကရှင်ကျမကိုနားမလည်ဘူးဆိုမိုးတယ်တဲ့အစကသူနားမလည်နောက်မှမိန်းကလေးနဲ့ဒီတပတ်ဝါပေါ့နော်ခံစားချက်တွေများတတ်တယ်မိန်းကလေးကဖြည့်ရှင်းပေးတာကြိုက်တာမဟုတ်ဘူးနားထောင်ပြီးနားလဲပြီးလိုက်တာကြိုက်တာဒီမှာရှိတဲ့မျိုးသားတွေပညာပေးလိုက်တယ်ကျမတို့ကိုနော်အဖြေပေးစရာအဖြေရှိတယ်နော်နားထောင်ပြီးနားလဲပေးလိုက်တာโอเคပြေလေသွားပြီပေါ့နော်အဲ့ဒါကိုမသိတော့ဖြည့်ရှင်းပေးတော့ပြဿနာတွေကများတယ်ပေါ့အဲ့ဒီခါကျတော့ငိုယူပြီးတော့ငင်းကလေးတွေကလည်းအရန်စိတ်ဆိုးလာပြီးတော့ဆက်တနက်တွေပြစ်လာတယ်တက်ယောက်ျားလည်းနောက်ဆုံးဘာလုပ်လိုက်လဲဆိုတော့ဘုံတစ်လုံးအဲ့ဒါနဲ့အိမ်ထဲမှာပောက်ခွဲသွားတယ်ပေါ့နော်ယောက်ျားလည်းတက်မခံနိုင်ဘူးလေတခါလေဘုံတစ်လုံးပြစ်သွင်းလိုက်တာပေါ့အဲ့လိုမျိုးနဲ့ပြဿနာတက်တာဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်တို့မိန်းကလေးကခံစားချက်တွေတော်များရှိဘာမှမဟုတ်ပဲလေစိတ်ဘူးကျမတို့တင်ဦးဆရာတခါတရားဟောတယ်မျိုးသမီးတယောက်ငိုပြီးဖုန်းဆက်တယ်ဟဲ့ဘာဖြစ်တယ်လဲဘာခံစားလဲလို့ဖုန်းဆက်တဲ့ခါကျမမို့ဆိုးမှဖြစ်မှကြောက်လို့ဟဲ့ဒါဆိုမို့ဆိုးကဖြစ်ပြီလားမဖြစ်ဘူးတဲ့ဒီအမျိုးသားရောဒီမကောင်းဖြစ်လို့မဖြစ်ဘူးယောက်ျားတော်ဒီမကောင်းမဖြစ်သေးဘူးမို့ဆိုးမှဖြစ်မှကြောက်တယ်ဆိုပြီးတော့အတွေးနဲ့ပေါ့နော်ပူတဲ့အရာမျိုးရှိတယ်ပြီးတော့ဘဝမှာမိသားစုမှာဘာမှမရှိလောက်ပါသေးပဲနဲ့အော်ကိုသားသမီးတွေဆိုလဲဟဲဘယ်သူနဲ့များအိမ်အောင်ကြသွားမလို့ပေါ့နော်ပြီးတော့ငါမကြိုက်တဲ့မိန်းမများရသွားမလားငါမကြိုက်တဲ့သမက်များရမလားအဲ့လိုကြိုပြီးတော့ပေါ့နော်တွေးပူမှုတွေဆိုလဲအမျိုးမျိုးရှိတယ်အဲ့ဒီအရာကိုဘုရားရှင်ကကျမကိုဘာသဘောပေါက်စေတယ်ဆိုရင်အရင်တော့ကတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီးလေးအငယ်6နဲ့9ကိုဖတ်တယ်ဝေငှတယ်ဒါပေမဲ့ဒီဖယားရှင်ရဲ့ဒီဘုံ၅လုံး၅နှစ်ကောင်ဘာမှမစီမဆိုင်တော့တရားဟောချက်တယ်အဲ့ဒီကျေးဇူးတော်ချင်းမွန်းခြင်းဆိုတဲ့အရာဖယားရှင်ကျွန်မကိုမြင်လာတဲ့ကောင်ခရစ်တော်ကလူတွေကိုတနာတဲ့ဂရုစိုက်တဲ့ကျွေးချင်ယုံနမိတ်လက္ခဏာပြတယ်ဆိုတာကိုပဲကျွန်မတို့ကိုသင်ပေးနေတာမဟုတ်ပဲနဲ့အဲ့ဒီကျမ်းချက်ကိုရေးထားတာကျွန်မတို့ဘဝမှာ
ကျေးဇူးတော်ထိုကဲ့သို့ပြုဖို့ရပုံသက်တည်ပြတာဖြစ်တယ်ကျမတို့ကလည်းမလုံလောက်တဲ့ဒီပတ်စံနဲ့ဒီဘေးတွေဘယ်လိုဆောင်မလဲဒီလစာနဲ့ကျမတို့ဘယ်လိုလုပ်မလဲကျမတို့ကြည့်တာပါလဲဆိုမုံငါးလုံးနဲ့ငါးနှစ်ကောင်နဲ့ဒီ9000ဘယ်လိုကျွေးမလဲနော်ဒီလစာတပည့်6ပြားနဲ့ဒီသားသမီး3ယောက်ကိုဘယ်လိုပြုစုမလဲဘယ်လိုနောက်နဲ့မှဘယ်လိုအသက်ရှင်မလဲကျမတို့ကအဲ့လိုကြည့်နေတာခရစ်တော်ကကျမတို့ကိုဗာသင်ပေးနေလဲဆိုတော့အဲ့ဒီမုံငါးလုံးငါးကောင်ကြည့်ပြီးတော့ဒီလူတွေနဲ့ဘယ်လိုလုပ်မလဲလို့တားရှင်ခိုင်းတာမဟုတ်ဘူးကျေးဇူးတော်ကိုချီးမွမ်းစေချင်တာဖြစ်တယ်ဟာလေလုယာဖယားဟာတိုးပွားစေမယ်ဟာလေလုယာဖယားနမိတ်လက္ခဏာပြုမယ်ဟာလေလုယာဒီကနေ့ကျမတို့လက်ထဲမှာရောက်တဲ့ပမာဏတွေကသေကောင်းသေးမယ်ဘာမှမဟုတ်ဘူးလို့လူအမြင်မှာထင်ကောင်းထင်မယ်တို့ချလို့မရတဲ့အရာတွေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဖယားဟာတတ်ဆွမ်းနိုင်ခြင်းအပေါ်မှာကောင်းကင်ကိုမျှော်ကြည့်ရဟာလေလုယာအထက်ကိုမျှော်ကြည့်ရကျေးဇူးတော်ချီးမွမ်းခြင်းအသက်တာနဲ့ရှောင်လန်းခြင်းဟာမိတ်ဆွေကိုနမိတ်လက္ခဏာဖြစ်စေမှာဖြစ်တယ်ထက်ကိုမျှော်ကြည့်ရကျေးဇူးတော်ချီးမွမ်းခြင်းအပြင်နမိတ်လက္ခဏာတွေကဘဝမှာဖြစ်လာမှာဖြစ်တယ်တကယ်ကျွန်မစဉ်းစားတယ်ကျွန်မတို့အသိတော်မှာမြန်မာပြည်မှာဆွေတွေကဒီအီကိုနဲ့စီးပွားရေးပညာရှင်တယောက်ရောက်လာသူကလည်းဖရားလူဖြစ်တော့ဖရားရှင်ဟာမြန်မာပြည်မှာခရစ်ယာန်စီးပွားရေးလုပ်ငန်းရှင်တွေအပြင်မြန်မာပြည်စီးပွားရေးဥမော်လာမယ်ဆိုရင်ယုံကြည်ကြတဲ့ကြတော့သူခါတဲ့သူရဲ့ရှိတာတွေတောင်ရောင်းပြီးတော့ရင်းနှီးမြုပ်နှံမြန်မာပြည်မှာတကယ်လာတာနော်လာပြီးတော့သူအစဆိုတကယ်ကိုရင်းနှီးမြုပ်နှံမှုလုပ်ပြီးတော့နောက်ဆိုသူ ministry တခု focus business school ဆိုတာဖွင့်လိုက်တာပေါ့နော်အဲ့လိုဖွင့်လိုက်တဲ့အခါကျတော့အခုအဲ့ဒီမှာကျမတို့ Zoom media ဆရာကပ်ပဲအခုတောင်းခံတယ်သူဖွင့်ခဲ့ပြီးတော့အစင်ပြေးပြီးထားခဲ့ပြီးအဲ့ကြောင့်ကျမတို့တော့တက်တော့အားလေးကောင်းတဲ့သင်ခန်းစာတွေအဲ့ဒါနဲ့သင်ခန်းစာကျမတို့လည်းတော့တက်ကြတယ်အဲ့ဒါနဲ့တော့တက်ကြတော့အမှုတော်ဆောင်တွေလည်းဘာပဲဖြစ်ဖြစ်စီးပွားရေးသမားတွေကိုပညာပေးလို့ရအောင်ပေါ့နော်ကျမတို့အမှုတော်ဆောင်ဆိုဝိညာဉ်ရေးပဲပြောလို့မရဘူးအမျိုးမျိုးတိုင်ပင်ကြလေစီးပွားရေးလည်းတိုင်ပင်တယ်အိမ်ထောင်ရေးလည်းတိုင်ပင်တယ်သားသမီးအကုန်လုံးဘာပဲဖြစ်ဖြစ်ကျမတို့လည်းဘာမဆိုသိတာအဖို့မရှိဘူးဆိုတော့တက်တယ်အရင်လည်းခွာရပါတယ်သူကလည်းနှုတ်ကပတ်တော်ကိုအခြေပြုထားတယ်ကျန်သင်ခန်းစာတွေဆိုအဲ့ဒါနဲ့ဒါပေမဲ့သူကစီးပွားရေးသမားဆိုသိကြတယ်ခမည်းဝင်ငွေရှိအကုန်မသုံးနဲ့တယ်ခမည်းဝင်ငွေကိုတဲ့အချက်ခွဲရမယ်ခမည်းဝင်ငွေဝင်လာလို့ရှင်ဒါဟာမီတာအိမ်ကဘေဘိုးတွေပေါ့နော်ဒါကတော့မိသားစုရဲ့မိဖို့ကြောင့်လို့ဒါကတော့ပညာရေးဖို့ပေါ့နော်ဒါကတော့အဝိဇ္ဇာဒါကတော့ကျမ်းမာရေးတွေဒါကတော့မိသားစု vacation ပေါ့နော်ဒီအားလည်းရဲ့ပြောအဲ့လိုမျိုးနဲ့ဒီလိုဇယားဆွဲပထမဆုံးကတော့စိတ်ဖို့လို့ဒီလိုဇယားဖြစ်ရအဲ့လိုဖြစ်ရမယ်ခင်ဗျားလာစာရတာနဲ့တခါတည်းတစ်ခုတည်းမှာအကုန်မသုံးနဲ့ပေါ့နော်အဲ့လိုမျိုးခွဲရမယ်ဆိုပြီး तू ကစောဝိုင်းနဲ့ဒီလိုသင်ပေးတဲ့ခါကျတော့အရန်စနစ်ကြတယ်ကျမလည်းအရန်အားကြတော့ငါတို့လည်းလာစာရတဲ့ခါကျတော့ဒီမှာစဉ်းစားရပေါ့နော်အဲ့ဒါကျမလည်းဒီထဲမှာထည့်ဆယ်ဖို့တော့တော့ထည့်ပြီးလို့ရှိရင်ဒီမှာခွဲတယ်မိဖို့ကြောင့်စေးဘေးပြီးတော့ခွဲရမှာဥမာ10ခုလောက်ထားလိုက်အောင်4ခုမှာပတ်စံကုန်နေရပေါ့နော်ဒီမှာဆွဲလို့မရအောင်ဖြစ်အဲ့ဒီကျမတို့အမှုတော်ဆဲနေပါငါတို့လာစာထုတ်ပြီးဆိုကျမတို့တွေကမြန်မာပြည်မှာလာတောက်လို့ရက်စာထုတ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့စီကအမှုတော်ဆောင်ဆရာမဒုံကပြောလဲဆိုသူပြောတာလေအမှုတော်ဆောင်တွေဆူတောင်းခံတော့ तू ကလည်းစကားလုံးတွေအနစ်တွေပဲရမ်းပြောတတ်တယ်ရီလဲရီတာ तू ကပြောတယ်ကျမတို့အမှုတော်ဆောင်တွေလာကားတဲ့ဘာမှမသုံးရမ်းများတယ်ဈေးဝယ်ထွက်မယ်ဆိုတရက်သေးကုန်တယ်အိမ်ဝယ်မယ်ဆိုရင်ဟာတာအဲ့ကြားထဲမှာယောက်ျားမိန်းမလူချင်သေးတယ်အဲ့လိုမျိုး तू ဆူတောင်းခံတော့ तू ပြောတာတော့လို့ရီလဲဟုတ်တယ်ကျမတို့လည်းရက်စားလို့စဉ်းစားပါအဲ့ဒါနဲ့အဲ့ဒီ business ကဒီလိုထဲကြည့်တော့ထုံးလေးခုမှဆက်သွားလို့မရဘူးပတ်စံဆက်သွားလို့မရဘူးအဲ့ဒါနဲ့ပြီးရင် तू ကတင်တယ်ခင်ဗျာစီကန်းရှိရမယ်တဲ့တိုးပွားခြင်းခင်ဗျာလာစာရတာနဲ့ဟာမိသားစုပျော်စရာကြီးဆိုပြီးတော့တခါလဲစားတော့ဆိုင်မှာအကုန်စားလိုက်တယ်ပေါ့အဲ့လိုမျိုးတွေလုပ်ရင်ခင်ဗျာကြံတဲ့ခါကြီးဘယ်လိုလုပ်မလဲ तू တင်ပေးရတယ်အရန်ကောင်းဒါနဲ့ဒါပေမဲ့ तू တင်ပေးတာအရန်ကောင်းပြီမဲ့ကျမတို့ကမဝင်နိုင်ဘူးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ကျမစဉ်းစားတယ်ဟာပဲဒီအရာအရန်ကောင်းပြီမဲ့လက်တွေ့ကကျမအတွက်အဆင်မပြေဘူးဒီဂျပန်အတွက်တော့အဆင်ပြေမှာပေါ့နော်အဲ့ဒါနဲ့ဒီဇာတ်ကောအဲ့ဒါနဲ့ကျမတို့မြန်မာအဆင်မပြေအဲ့ဒီအချိန်မှာကျမစိတ်ထဲမှာခံစားပြီးငါတို့ရဲ့လာစားဘလို့ဖြစ်နေရလဲပေါ့နော်ဒီအကွက်ကလည်းဘလို့မတော်နိုင်ဘူးအဆန်တိတ်နဲ့စီတဘုံဝယ်ပြီးကလေးတွေဟိုကျူရှင်ကမပေးမဖြစ်ပေးပြီးကျန်တာ
ယုံကြည်ခြင်းနဲ့အသက်ရှင်တယ်လို့ပြတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်မစဉ်းစားပြီးတော့ဖယားရှင်ကကျွန်မကိုစကားပြောလာတယ်ဘာစကားပြောတာလဲဟေးဂျာလီပေတရုတယောက်တည်းရေပေါ်မှာလမ်းလျှောက်တာမဟုတ်ဘူးတဲ့တင်းနဲ့အပွင့်ရဲ့အမှုတော်ဆောင်နေလေဒီနေ့ယုံကြည်သူတွေလည်းရေပေါ်မှာလမ်းလျှောက်တယ်လို့ဖယားရှင်ကကျွန်မကိုစကားပြောလာအဲ့ဒါပြောလာတဲ့ခါမှာကျွန်မအရင်အောင်ဟောဘလို့လဲဖယားသခင်ဘလို့လို့ဖြစ်နိုင်မလဲပေတရုဟာရေပေါ်မှာလမ်းလျှောက်ကျမတို့လမ်းလျှောက်တယ်လို့ဘာဖြစ်လို့ကိုတော့အသက်မှန်တယ်လဲလို့ကျမစဉ်းစားတဲ့ခါမှာကျမစိတ်ထဲမှာအဖြေတခုရနင်ကရေလို့စဉ်းစားတာဘူးတဲ့ရေပေါ်မှာဘယ်သူမှလမ်းလျှောက်လို့မရဘူးနော်ရေပေါ်မှာလမ်းလျှောက်ခြင်းတဘာဝလုံးဖြစ်ရဖြစ်တယ်ပေတရုဟာခရစ်တော်ကလာခဲ့ပါလို့အမေကြီးတဲ့ခါမှာခရစ်တော်ကိုကြည့်တဲ့ခါမှာရေပေါ်မှာတကယ်လျှောက်ခဲ့တယ်ပေါ့နော်တမန်ကျမ်းစာမှတ်တမ်းတယ်ဘေးပုံလေးကျလိုင်းတဟိုးကြည့်တဲ့ခါမှာတော့ပလုံဖြစ်တယ်ဒါပေမဲ့ကိုရောကဲမှာချက်ချင်းကိုရောကဲမှာလျှောက်တဲ့အချိန်မှာကိုရောကိုကြည့်ပြီးတော့ကိုရောပြောတဲ့အတိုင်းလျှောက်တဲ့ခါမှာတကယ်ရေပေါ်မှာလျှောက်တယ်ရေလို့မစင်စားနဲ့ရေညီမျှချင်းမလျှောက်နဲ့တဘာဝမှဖြစ်ရဖြစ်တယ်ဒီနေ့ရေပေါ်မှာလမ်းလျှောက်တယ်လို့ဘာလို့ပြောလဲဆိုရင်တင်တို့ရဲ့တွက်ချက်လို့မရတဲ့ဒီဘောင်ထဲမှာထည့်လို့မရတဲ့လာတာလို့လူအနေနဲ့ဖြစ်ပေမဲ့ဟာလေလုယာဒီကနေ့ဒီကျမတို့ကြွယ်ဝတယ်ဟာလေလုယာဒီကနေ့ကျမတို့ပတ်စံနဲလို့နော်ဝင်ငွေတွေနဲလို့မုတ်ငါးလုံးနဲ့ငါးတကောင်ပဲရှိလို့လူ9000မကျွေးနိုင်ဘူးဆိုတော့မရှိဘူးဒီနေ့မုတ်ငါးလုံးနဲ့နားဒီလောက်ပတ်စံလေးပဲရှိလို့ကျမကလေးတွေကိုကြောင်းမထားတော့တဲ့နေ့ရလည်းမရှိဘူးဒီနေ့တော့ထမင်းလက်ချပါလို့ပြောခဲ့တဲ့နေ့ရလည်းမရှိဘူးဒီနေ့တော့နော်အပြင်ထွက်ဖို့ပတ်စံမရှိလို့မပြောနိုင်တဲ့နေ့လည်းမရှိတဲ့ပြင်ကျမတို့အမှုတော်ဆောင်တယ်ဘုရားရဲ့ကျေးဇူးတော်ကြောင့်တွက်ချက်လို့မရတော့ကြွယ်ဝခြင်းဒီဘုရားရှင်ကတကယ်ပေးပါတယ်သူများရဲ့ຫນွေဟာဒီအပန်းဖြေခရီးတွေတွားကြတယ်ကျမတို့လည်းတွားနေတာပဲဟာလေလုယာသူများရဲ့ခရီးတွားကြတယ်ကျမစဉ်းစားတယ်ခရီးစရိတ်လည်းမရှိဘူးလို့လာစာကိုကြည့်ရင်စဉ်းစားတယ်ဒါပေမဲ့တွားနေတယ်ဟာလေလုယာဒါကြောင့်မိတ်ဆွေပေတရုတယောက်တည်းရေပေါ်မှာရှောင်းနေတာမဟုတ်ဘူးဖယားကိုမျှော်ကြည့်ပြီးတော့ရှောင်းနေတဲ့သူတိုင်းဟာလေလုယာဒီကနေ့လောကကမ္ဘာကြီးရဲ့တဘာဝလုံးမဖြစ်နိုင်သောအရာတွေပေါ်မှာဖြစ်စေနိုင်သောဖယားသခင်အပြည့်သင်ဟာရှောင်းနေတော်သူဖြစ်တယ်ပေတရုကဲ့သို့သောသူဖြစ်တယ်ဆိုတာကိုစဉ်းစားပြီးတော့ကိုယ့်ဟာကိုခွန်အားယူနိုင်ဖို့ဘုရားကောင်းချီးပေးပါစေလို့ဒါကြောင့်ဒီကနေ့ကျမတို့ရဲ့မတတ်နိုင်တဲ့အရာတွေမှာကြည့်ပြီးစိတ်ဖုန်နေဖို့မဟုတ်ဘဲနဲ့ဖယားရှင်ကိုယုံကြည်ခြင်းယေရှုတော်ချီးမွမ်းခြင်းဟာနောက်တစ်ချက်ကကျမတို့ဘဝကိုပြောင်းလဲစေတာဖြစ်တယ်အဲ့ဒီအခြေအနေတွေမပြောင်းလဲခင်ကျမတို့ပြောင်းလဲတာဖြစ်တယ်နောက်တစ်ချက်အနေနဲ့ပြောချင်တာ၄ချက်အနေနဲ့ကျမတို့ပြောင်းလဲတာဖြစ်တယ်အိမ်ကဖိလိပ္ပိဩဝါဒဆောင်အဘယ်သူများကြရင်မမီနိုင်တော့ညီတဲ့ချင်းကသင်တို့ရဲ့စိတ်နှလုံးကိုဆံမမယ်ဆိုတော့ကျမအရင်ကသိနာမလဲပြောတာခွန်အားတာပဲဒါပေမဲ့အဲ့ဒါကျမအတွက်တကယ်ဖြစ်လာကျမတို့အဘယ်အမှုကိုမှဆိုတခုခုစိုးရိမ်နေတဲ့အချိန်ကြီးအများကြီးပါဥပမာကျမကလေးဆိုကျမတို့ခုနမင်းကလေးဆိုအမြဲတမ်းကြံခံစိုးရိမ်တယ်ကျမအမျိုးသားဆိုလည်းကျမစိုးရိမ်တယ်အဲ့လိုစိုးရိမ်နေဆိုတော့တစ်ဖက်တဝင်းတိုတွေလို့ပြောတာမဟုတ်ဘူးเนาะကျမခရီးအရန်သွားတော့ကျမအမျိုးသားကောင်မလေးနဲ့ရှုပ်မဲဆိုတာမျိုးစိုးရိမ်တာမဟုတ်ဘူးကျမကိုပဲအချစ်ဆုံးဆိုတော့ကျမသိပါတယ်သူကအမြဲပြောပါတယ်နေ့ကိုပဲအချစ်ဆုံးနဲ့အချစ်တွေဆုံးသွားတာနေရပဲအချောဆုံးပါတဲ့အော်အလှတွေဆုံးသွားအချောတွေဆုံးသွားလားလို့အဲ့လိုမျိုးပေါ့နော်ကျမတို့မှာအယိုးတော်ကားရှိရန်ကုန်မှာကားအခုတော့ကားပြန်ရောင်းလိုက်ပြီပေါ့နော်ကားတွေကအရန်ကျက်တယ်အဲ့လိုမျိုးကားလမ်းတွေအရန်ကျက်တဲ့ခါကျတော့ပြီးလို့ရှိရင်ကားအစီတန်းတွေလည်းရမ်းများပေါ့စီကန်းလည်းလုံးဝမရှိကြဘူးသူဦးသူသွားလူဦးရင်လူကူးတယ်ကားဦးကားသွားတယ်ကားတွေနဲ့လူတွေပုတ်ကာတိကဒီလိုပေါ့နော်အဲဒါကြောင့်တော်တော်များများအချိန်မှာကိုကအတူတူရှိတဲ့အချိန်မှာတော့ကိုကမြင်နေတူတူသွားနေတာကြတော့စိတ်မပူဒါပေမဲ့တစ်ခါလေကိုကပဲအိမ်ပြန်ရောက်တယ်ကိုကလေးသူကတော့တခြားကိစ္စနဲ့အပြင်သွားနေတယ်အိမ်ပြန်မရောက်သေးဘူးဆိုရင်ကျမတို့မိန်းကလေးတွေကခံစားချက်နဲ့ငါမျိုးသားအခုပြန်မရောက်သေးတာသူကားနဲ့သွားတော့တခုခုများဖြစ်ပြီလားပေါ့နော်တခုခုများဖြစ်ပြီလားအဲ့လိုတွေးမှုတက်တယ်နော်သူများအက်ဆီဒန့်တွေဘာတွေဖြစ်နေသလားဒုက္ခများကြုံနေသလားပြီးကျမတို့အမေတွေကတော့ကိုယ်သားတွေနဲ့အနီးကပ်မှာမရှိတဲ့ခါဘာစိတ်ဘူးတက်ကျမကလေးတွေဆိုအခုခစ်စားနေတယ်စကိတ်ဖက်နှက်တွေစီးတာမျိုးပေါ့နော်စဉ်းစားရင်လေစကိတ်ဖက်နှက်ဘလို့တွေဖြစ်ကုန်ပြီလဲပေါ့နော်ကျမမရှိတော့အောက်မှာစီးတော့ကားတွေနဲ့ရှုပ်ကုန်ပြီလားအမျိုးမျိုးပေါ့နော်စိတ်ပူစရာတွေအများကြီးအဲ့ဒီလိုပူတဲ့အချိန်တိုင်းမှာဖယားရှင်ကကျမကိုသင်ပေးတဲ့အရာတော့သူတို့ကိုဖယားလက်ထက်အပ်ပြီးကျမကျေးဇူးတော်ချီးမွမ်းမှုဖြစ်တယ်
အပေအမှုကိုမှဆုံးခြင်းမရှိပဲအရာရာမှာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တင်တော့တောင်းပန်လို့တဲ့အရာဘုရားမှာကြားဆောင်အဲ့လိုပူတဲ့အချိန်တိုင်းကျွန်မဘာတတိယစေလဲဆိုဒီအရာကိုကျွန်မလက်တွေ့ကျင့်သုံးတာဖြစ်တယ်ကျွန်မအမျိုးသားကိုရောကကျွန်မအမျိုးသားကွယ်ကာပြီးမှဟိုလိုကျေးဇူးတော်ချီးမွမ်းတယ်သူဟာဘင်းတရားခပဲအိမ်ကိုရောက်လာမှာမို့လို့ကိုရောကိုကျေးဇူးတင်တယ်လို့ကျွန်မပြောလိုက်တဲ့အချိန်တိုင်းမှာကျွန်မနှလုံးသားထဲမှာငြိမ်သက်ခြင်းနေရယူတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီကျမ်းချက်ကိုရေးထားတာအလကားရေးတာမဟုတ်ဘူးကျွန်မတို့နှလုံးသားကိုသက်သာစေမယ်ဆိုတာလက်တွေ့ဖြစ်နေတာကျွန်မသားတွေအတွက်စိတ်ပူတဲ့တစ်ခါတည်းသူတို့နေထိုင်နေကိုပူပြီးဖြစ်ကျွန်မနာရေးတာရေးရှိလို့အမှုလို့ဆောင်ရတဲ့နေ့ရက်တည်းရှိတယ်အေးအော်ဒီကလေးကကိုပူဘယ်လိုဖြစ်မလဲတယောက်စီမှာအခက်စိတ်ပူတဲ့အချိန်တိုင်းမှာကျွန်မကိုဖျားရှင်ဒီအိမ်ဟောကျွန်မလက်တွေ့ကိုရောကျွန်မထက်ကိုရောကျွန်မသားကိုချစ်ပြီးကိုရောကကိုယ်ကားပြီးလို့သူ့ကိုဖျားနာခြင်းကနေပျောက်ကင်းစေမှာမို့လို့ကိုရောကိုကျေးဇူးတင်တယ်သမီးတာဝန်ယူနိုင်တယ်ကိုရောကတာဝန်ယူပေးမှာမို့လို့ကိုရောကိုကျေးဇူးတင်တယ်လို့ချီးမွမ်းလိုက်တဲ့အချိန်တိုင်းမှာကျွန်မနှလုံးသားမှာနေတဲ့ချင်းရှိတာဖြစ်တယ်။အော်ဖခင်ကတာဝန်ယူနေပါလား။ကျွန်မမိသားစုကိုဆောက်ရှောက်နေပါလား။ဒါကြောင့်ကျွန်မကိုသူများခရီးသွားတော့အရန်အံ့ဩတယ်။အိမ်ရှင်မခရီးသွားတယ်ပေါ့နော်။ဒီနေ့ကျွန်မငိုတဲ့အချိန်တွေအများကြီးပါ။သူများမသိလို့ပေါ့နော်။တတိယရတယ်ကျွန်မကလေးတတိယတိုင်းသူများမသိအောင်ငိုတဲ့အချိန်။ဒါပေမဲ့အဲ့ဒီအချိန်တိုင်းမှာကျွန်မသူတို့ကိုကျွန်မတူရှင်ဆရာမလည်းလုပ်ပါအိမ်မှာစတင်တယ်သူတို့နားမလဲသူတို့လည်းသူငယ်ချင်းမရှင်းလိုက်တာရှင်းချက်ချင်းပြောပေါ့နော်အခုမူလာတယ်နေဆိုတော့ကျွန်မရှင်းနိုင်တယ်ပေါ့နော်မူလာတဲ့အရွယ်တွေစားတယ်ဆိုတော့အကုန်ကျွမ်းဘာသူတို့နည်းနည်းမပေါက်လိုက်ဘူးဆိုအမေရှင်းလိုက်ရင်သူတို့ရှင်းတယ်ပေါ့နော်ကျောင်းမှာသူတို့အများနဲ့တင်တဲ့အချိန်မှာသူတို့အာယုံလွတ်တဲ့အချိန်ချင်းဒါလေးမသိလိုက်ဘူးဆိုကျွန်မပြန်ရှင်းရင်သူတို့အဆင်ပြေသွားတော့ကျွန်မစိတ်ပူတဲ့အချိန်တွေအများကြီးရှိတယ်အဲ့ခါတိုင်းမှာကျွန်မဖရားလက်ထဲမှာဖရားတခင်သူတို့ဆောင်ဝဲတွေတစ်ခုဖြစ်နှစ်ခေါက်တောင်ဖြည့်ပြီးကျောင်းပြောင်းထားတယ်အစ်စ်ကျောင်းပြောင်းပြီးတော့ကျောင်းအစ်စ်ပြောင်းပြီးကျွန်မအပ်ခဲ့တယ်ပြီးလို့ရှိရင်သူတို့ကျောင်းစားတက်ပြီးနှစ်ရက်မှကျွန်မခရီးသွားတယ်ဆိုတော့ကျွန်မစိတ်တွေကဟိုမှာရှိတဲ့အချိန်မဥမလိုက်ဖြစ်တဲ့အချိန်အများကြီးပါအဲ့ဒီအချိန်တိုင်းမှာဖရားကျွန်မကိုလက်တွေ့တော့ခိုင်းတယ်အိုးကိုတော့ကျွန်မသားသမီးတွေပြင်ရတော့နားလေနိုင်တော့ညံကိုတော့ပေးမှမလို့ကျေးဇူးတော်ချီးမွမ်းတယ်လို့ချီးမွမ်းနိုင်ဖရားဟာကျွန်မလူပေးနိုင်တာတဲ့တာဝန်ယူပေးမယ်ဆိုတဲ့အရာတခုကကျွန်မနှလုံးသားထဲမှာစိတ်ချမှုတခုနဲ့ညီသက်ခြင်းတခုနေရတာဖြစ်တယ်။ဒါကြောင့်ရှင်မသက်ခရစ်အခန်းကြီး6ထဲမှာစိုးရင်ခြင်းအဖြစ်ဘယ်သူကအသက်တာတတောင်လောက်ပိုးပါစေမှာလဲ။ကျွန်မတို့စိုးရင်လို့လေကျွန်မတို့အသက်တာတတောင်ရှိမှာမဟုတ်။မနှက်ချန်တော့မစိုးရင်လည်းဂတိထားတဲ့ဘုရားရှင်ဖြစ်တယ်။မနှက်ချန်နဲ့ရဲ့တိုင်းဟာတင့်အတွက်စိုးရင်လည်းလို့ဂတိထားတဲ့ဘုရားဖြစ်တယ်။ကျွန်မတို့ပူပန်လာတဲ့အချိန်တိုင်းမှာကျမတို့သားသမီးတွေအတွက်ပူပန်တတ်တယ်ကျမတို့မိဘတွေအတွက်ကိုရောတောင်းဝန်ယူပေးမှာမလို့ကျေးဇူးတင်တယ်ကျမခရီး3လသွားပြီဆိုတော့ကျမအမေ88နဲ့ကျမခါတဲ့အတွေးဝင်တယ်နော်ငါမရှိတော့ငါအမေတခုခုဖြစ်ဒုက္ခပဲဆိုတဲ့အတွေးတကယ်ရှိတယ်တခါတည်းအဲ့ဒီအချိန်တိုင်းမှာကိုရောကျမအမေကိုရှေ့တော့တဲ့နဲ့ကျမခရီးသွားတဲ့အချိန်မှာဝေကာမှာမို့လို့ကျေးဇူးတင်တယ်ဆောင်ထိန်မှာမို့လို့ကျေးဇူးတင်ကျမ်းမှာစင်မှာမို့လို့ကျေးဇူးတင်တယ်ကျမကျေးဇူးတော်ချီးမွမ်းနေဖရားလက်ချက်အနှံ့တဲ့အချိန်တိုင်းကျမအမေကကျမလာတဲ့အချိန်မှာပြုံးပြုံးရွှင်ရွှင်ကြိုးမယ်ဆိုတော့မြင်အောင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်အပေသူမြတ်ကြံရင်မမိနိုင်တော့ညင်သက်ခြင်းနဲ့သင်တို့နှလုံးသားဆောင်းမမယ်ဆိုတော့နှုတ်ကပတ်တော်အလကားမဟုတ်ဘူးကျမတို့ကိုနေ့ရက်စဉ်တိုင်းမှာဖရားရှင်ဟာကယူဆိုင်နေတယ်စိတ်ဝင်စားနေတယ်သူဟာတဆွမ်းနိုင်နေဆိုတော့အဲ့ဟောင်ကျမတို့ကိုသိစေချင်တာဖြစ်တယ်လို့ပြီးတော့ကျမတို့စီမှာပေါ့နော်ကျမတို့ဖရားရှင်ဟာဘယ်တော့မှကျမတို့အတွက်အကျိုးနည်းဖို့ရအတွက်မကြံစီတော့ဖရားရှင်ဖြစ်တယ်။ဟာခက်ခဲတွေအတွက်ကျေးဇူးတော်ချီးမွမ်းရမှာလားလို့တစ်ခါတလေကျမတို့စဉ်းစားကောင်းစဉ်းစားမှာဖြစ်တယ်လို့တစ်ခေါက်ပုံပြင်လေးတစ်ပုဒ်ပေါ့နော်ကျမကြားဘူးလားလို့အဲ့မှာတစ်ခါတော့ပေါ့နော်ဒီနိုင်ငံတစ်ခုမှာရွာတွေမှာလူတယောက်မှာသူ့မှာသားတွေလည်းရှိသားတယောက်လည်းရှိတယ်ပြီးလို့ရှိရင်သူ့မှာမြေးတစ်ကောင်ရှိအဲ့နဲ့တရက်ကြတော့အဲ့ဒီမြေးသူကလည်းကျေးဇူးတော်အမြဲချီးမွမ်းတယ်ပေါ့နော်ဒီကျမ်းမှာရမှာကျေးဇူးတော်ချီးမွမ်းမှာဆိုတော့ကျေးဇူးတော်အမြဲချီးမွမ်းတယ်တရက်ကြတော့သူ့မြေးကပျောက်သွားတယ်အဲ့နဲ့သူကမြေးတစ်ကောင်မှရှိတာပျောက်သွားတော့ပေါ့နော်သူ့အိမ်ပါဝဲကြအမလေးကိုလူကျေးဇူးတော်ပဲချီးမွမ်းတာအခုသူ့မြေးပျောက်တာကျေးဇူးတော်ချီးမွမ်းနိုင်တယ်အော်မြေးပဲပျောက်လို့ကျေးဇူးတော်ချီးမွမ်းတယ်သားမပျောက်လို့ပေါ့နော်အိမ်ကသားမပျောက်မြေးပဲပျောက်တယ်သူလည်းကျေးဇူးတော်ရှားကြံပြီးချီးမွမ်းတယ်အဲ့လိုချီးမွမ်းပြီးတစ်ပတ်လောက်ကြာတော့အဲ့ဒီမြေးကတောထဲကမြင်းရိုင်းအုပ်နဲ့ပြန်လာတယ်ဟာလေလုယာအဲ့နဲ့သူကမြင်းတကောင်ကနေပြီးတော့မြင်းရိုင်းနေများစွာပိုင်ဆိုင်တဲ့သူဖြစ်တာသူမြင်းခြံထဲမှာထည့်တာ
ဒါနဲ့သူ့မြင်းရိုင်းနေဆိုတော့မြင်းရင်ဖြစ်အောင်လို့လုပ်ရမယ်ဆိုတော့သူ့သားကိုသူကပြောတယ်။ဘာပြောလဲဆိုဒီမြင်းရိုင်းကိုမြင်းရင်ဖြစ်အောင်လေ့ကျင့်ပေးပါဆိုတော့သူ့သားမြင်းပေါ်မှာတက်ခါရမြင်းရင်ဖြစ်အောင်လေ့ကျင့်တော့မြင်းကတခါရမြင်းရိုင်းနေဆိုတော့နော်တခါရကစုံပေါက်ပြီးကန်ချလိုက်တာသူ့သားခြေတော့ကျူးသွားတယ်။အဲ့နဲ့ဘာပဲဖြစ်ဖြစ် तू ကမြင်းတွေရောက်လာတော့ကျေးဇူးတော်ချင်းမွန်းတယ်ပေါ့နော်။အာပတ်ဝန်းကျင်ဟော तू ကျေးဇူးတော်ချင်းမစိုးပေါ့နော်။မြင်းတွေအများကြီးပါနေတကောင်ပြောက်တာ။အဲ့နဲ့သားကခြေတော့ကျကြည်ကျေးဇူးတော်ချင်းမွန်းတယ်ဟိုလူ။ခြေတော့ကျိုးတယ်ဆိုပြီးတော့ဖြစ်ပြန်ဒါပေမဲ့ तू ကခြေတော့ပဲကျိုးလို့ကျေးဇူးတော်ချင်းမွန်းတယ်မသေးလို့ပေါ့နော်။ဘာဖြစ်စက်ကျိုးနိုင်လဲလေ။ခြေတော့ပဲကျိုးလို့ကျေးဇူးတော်ချင်းမွန်းတယ်လို့အရာရာမှာကျေးဇူးတော်ချင်းမွန်းတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့သူတို့ရဲ့နိုင်ငံမှာစစ်ဖြစ်နေတဲ့အချိန်ဆိုတော့တနိုင်ငံလုံးအသက်40အောင်အမျိုးသားအလုံးစစ်မှုထမ်းရမယ်ဆိုတော့အမိန့်ထွက်လာတယ်။အဲ့ဒီလိုအမိန့်ထွက်လာတဲ့အခါကျတော့40အောက်ထဲမှာသူ့သားပါတယ်ပေါ့နော်။ဒါပေမဲ့သူ့သားဟာခြေထောက်ကျိုးနေတဲ့အတွက်ကြောင့်စစ်မှုမထမ်းရဘဲနဲ့လွန်ငင်းခွင့်ရပြီ။တခြားရွာမှာရှိသောအသက်40အောင်လူပြိုလူလွတ်အလုံးဟာစစ်ထဲရောက်သွားတယ်။အဲ့ဒီအခါကျတော့ရွာမှာယောက်ျားပြိုမရှိတဲ့အတွက်ကြောင့်ပြိုတိုင်းကြိုက်တော့နင်းစီကသူ့သားတူတယ်နော်သူ့သားလည်းခြေတော့ပြန်ကောင်းတိုင်းစစ်ထဲမှာလည်းရှိကြောင်းမှာအေးစေးမိမချောလေးတွေပဲထဲကတယောက်ကိုရွေးဖို့ဖြစ်သွားတယ်ဇာဘုရားဖြစ်တယ်ဒါကြောင့်အခြေအနေရဘလို့ရဲရံပါစေကျေးဇူးတော်ချီးမွမ်းခြင်းဟာကျမတို့ကနောက်ပွဲကိုမမြင်လို့တာဖြစ်တယ်ပေါ့နော်ကျမတို့ဒီအားလုံးကလည်းသိကြမှာပါချင်းအဆူတော်တွေကတယောက်ဆိုသူ့ရဲ့ချင်းတောင်ကအိမ်ကိုရောင်းပြီးတော့ရန်ကုန်မှာအိမ်ခန်းဝယ်ဖို့ဆိုလာတဲ့ခါကျတော့ तू ကတက်ဆီပေါ်မှာပေါ့နော်သူ့ပတ်စံတော့ကတက်ဆီပေါ်မှာကျန်နေတယ်ရန်ကုန်ဆိုတာကတက်ဆီပေါ်မှာသိရတယ်အားလုံးကရည်နေကြဆိုတော့သိမှာပါပဲသူဆိုအဲ့ဒါနဲ့တက်ဆီပေါ်မှာဒါကြီးပျောက်သွားတယ်ဆိုတော့နော်ဟိုပြန်မရတော့ဘူးနော်သူ့ရဲ့အိမ်တစ်လုံးလုံးရောင်းခဲ့တဲ့အရာလုံးဝပလုံသွားတယ်ဟိုမှာအခန်းကြည့်ထားတာဝယ်ဖို့ပတ်စံချင်းပဲဆိုပြီးတော့တက်ဆီပေါ်မှာပတ်စံထုံနေသွားတဲ့ဒီမှာပတ်စံကုန်သွားတဲ့ခါကျတော့လူနေတယ်ဟဲ့ကျမတို့လည်းကြားတဲ့ခါကျတော့ရန်ကုန်တစ်မြို့လုံးကယုံကြည်သူတွေကြားတယ်မစုံမိတိုင်းမှာတော်တော်ရိုက်ခတ်သွားပါတော့ဟိုကချင်းတော်အိမ်လည်းမရှိတော့ဘူးနော်ရန်ကုန်မှာလည်းအိမ်ဟမ်းမရတော့ဘူးဆိုတော့အရင်စိတ်မကောင်းဖြစ်ကြတယ်ဒါပေမဲ့ဘုရားရှင်ကဘာလုပ်လဲဆိုကမ္ဘာနိုင်ငံတီးတဲ့အမျိုးတွေကဒီကြောင်းကြားတဲ့ခါကျတော့သူ့ကိုတီးတဲ့သူတွေခင်တဲ့သူတွေအမျိုးတွေအားလုံးဟာအဲ့လိုကြီးပျောက်သွားတယ်အကုန်လုံးတကူသွားတယ်ဆိုတော့တယောက်ကိုပေါ့နော်တတ်နိုင်တဲ့လောက်လေးပေါ့ရန်1000ပဲဖြစ်ဖြစ်2000ပဲဖြစ်ဖြစ်ဒေါ်လာ100ပဲဖြစ်နေမှာဖြစ်50ပဲဖြစ်ကူကြရင်လည်းဘယ်လိုဖြစ်လာလဲဆိုတော့အစကသူ့ဝယ်ဖို့လှုပ်ထားတာအရင်တော့အိယာပေါ့နော်အိယာကျမတို့မြန်မာရန်ကုန်မှာဆိုရင်အိယာတစ်ခုရှိတယ်ယူဇနာအိယာဆိုတော့ဒီဘက်တိုက်ခန်းနဲ့ရိုးတိုက်ခန်းပြီးလို့ရှိရင်ဟိုဘက်ထိပ်ဘက်မှာပို့ပြီးအစင်းမြင့်တဲ့တိုက်ခန်းရှိတယ်သူအစကအိမ်ဝယ်ဖို့ပတ်စံဒီဘက်တိုက်ခန်းဝယ်ဖို့ဖြစ်တယ်ဒါပေမဲ့ဖယားရှင်ကသူ့ပတ်စံအားလုံးပျောက်ခိုင်းပြီးတော့တော့ချင်းမြန်မာကသူ့ပတ်စံအားလုံးပျောက်ခိုင်းတယ်ကျမလည်းဒီအဲ့လိုဖြစ်သွားတယ်ချင်းမြန်မာစကားကိုအမှန်လို့ပဲဒါပေမဲ့အားလုံးကလည်းအဲ့လိုပြောမှနားလေဆရာကျင်တော့ကပြောလဲဆိုဆရာကျင်တော့နဲ့ဆရာဆယ်ပြီးနေကျမတို့သူ့စီမှာသွားလဲတော့အဲ့ဒီမှာဆရာကြီးဂျိုးဆရာတရားဟောချက်ကိုဖွင့်ထားတဲ့ခါကျတော့ဆရာကျင်တော့ကပြောလဲဆိုကျွန်တော်တို့လည်းတဲ့အမှုတော်ဆောင်နေဆိုမှတခါတည်းအားကြတဲ့အချိန်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဂျိုးဆရာတရားဟောချက်တွေကြားတဲ့ခါမှာအားတက်တယ်ကျမအနောက်ကကြီးတယ်ရှိတာပေါ့အားကြတယ်သူပြောတာလေသူများအားကြတာပြောတာမဟုတ်ဘူးအားနေတဲ့အချိန်ခွာတဲ့အချိန်ရှိတယ်အဲ့ဒါဂျိုးဆရာတရားဟောတဲ့ကြားထဲမှာခွန်အားရတယ်လို့ပြောချင်တယ်ဒါပေမဲ့သူကဘာပြောလဲဆိုအားကြတယ်အဲ့မဲ့ကျမလည်းအနောက်ကနေကြီးပြီးတော့နင်းဟာလည်းမားနေတယ်လို့ပြောတော့သူကဘာပြောလဲဆိုအေးမသိတော့ဘူးဒီမှာသူတို့လည်းဟိုကဒီစီဒန်မာမစ်မရှင်ချတ်မှာဘယ်လိုဆရာလုပ်တဲ့ခါကျတော့တခါတည်းတင်းလို့ပဲပြောတော့မြန်မာစကားမပြောတာကြတော့တဲ့မြန်မာစကားအတန်စစ်စစ်ကြားရင်မှားနေတယ်ထင်တယ်ကျမလည်းအဲ့လိုဖြစ်နေတာပေါ့အတန်စစ်စစ်ကြားရင်တစ်ခုခုလွဲနေတယ်အဲ့နဲ့ဖယားတကယ်ပျောက်ခိုင်းလိုက်တော့လေဘုရားဆက်အဲ့ဒါနဲ့အားလုံးကမ္ဘာနိုင်ငံဆွေမျိုးတွေမြန်မာပြည်ကနေမျိုးမျိုးတွေတဲကြတယ်နောက်ဆုံးဟိုတိုက်ခန်းဝယ်ကြမလို့ဟိုတိုက်ခန်းရသွားတယ်ဟာဒီနေ့ပိုပြီးကျေပြီးတော့အခန်း3ခန်းအရင်အခန်း2ခန်းပဲအခန်း2ခန်းအခု3ခန်းပါတယ်အခန်းပေါ့နော်ပိုကောင်းတဲ့နေရာရဖို့ဖြစ်သွားဖြစ်တယ်
ဒါကြောင့်ဘုရားရှင်ကကျမတို့အတွက်အကျိုးနဲ့ဘယ်တော့မှမကြံစီတဲ့ဘုရားဖြစ်တယ်ယေရမိ29ခန်းငယ်17ထဲမှာငါတို့အကျိုးနဲ့စီခြင်းကကြံစီတော့အကြံစီဟုတ်တယ်နဲ့သင်တို့မျော်လင့်သောအကျိုးကိုရမိကြောင်းညင်ဝစ်စေခြင်းကမှကြံစီတော့အကြံစီတော့ငါသိတယ်လို့ပြောလို့ဘုရားဖြစ်တယ်ဟာလေလုယာဒါကြောင့်မနှက်ဖြန်နေတဲ့အတိုင်းအတွက်ကျမတို့ကတခါလေးစိတ်ပူတတ်တယ်ဒါပေမဲ့ဘုရားရှင်ဟာမနှက်ဖြန်နေတဲ့အတိုင်းဒီကနေ့ဘလို့တွေကြုံပေးပေမဲ့ကျမတို့နားမလဲပေးမယ်မနှက်ဖြန်နေတဲ့အတိုင်းဟာတာပြီးကောင်းကြီးမင်္ဂလာနဲ့ပါရတာဖြစ်တယ်ကျမတို့ကျေးဇူးတော်ချီးမွမ်းချင်ကျမတို့နှလုံးသားတွေတကယ်လို့ပြောင်းတယ်ကျမတို့ကိုယ်တိုင်ပြောင်းလဲစေတာဖြစ်တယ်တခါလေကျမအမှုတော်ဆောင်နေတော့လေသူကဒီလိုဖြစ်ကောင်းမယ်လို့အဖြစ်တင်တဲ့အချိန်တွေအများကြီးရှိတယ်ဒါပေမဲ့ကျမကိုဒီအကြောင်းဘုရားရှင်ကတုံ့ပြန်လာတဲ့အခါမှာကိုတော့ဒီမှုတော်ဆောင်နေတော့ကျေးဇူးတင်တယ်သူတို့ကိုတော်ကတုံ့ပြန်တယ်အကောင်းဆုံးဖြစ်စေမှာမဟုတ်လို့ကျေးဇူးတော်ချီးမွမ်းတယ်လို့ကျေးဇူးတော်ချီးမွမ်းလာတဲ့အခါမှာသူတို့ကတော့ပုံစံမပြောင်းပါဘူးပြောင်းချင်မှပြောင်းမယ်ကျမပြောင်းလဲသွားတယ်ဟာလေလုယာသူတို့ကအရန်ချစ်စရာကောင်းတယ်သူတို့ကအရန်လိမ့်ပါတယ်လို့ကျမပြောင်းလဲတာဖြစ်တယ်ကျမရဲ့ပြောင်းလဲကျမတို့ပြောင်းလဲခြင်းဟာဘလောက်ကဘာကြီးလားပါတယ်ဟာလေလုယာကျမတို့မေတ္တာနဲ့အားလုံးကိုကြည့်တဲ့အခါမှာအားလုံးစီမေတ္တာပြန်ရောက်တာဖြစ်တယ်ကျမအမေရဲ့ပေါ့နော်တော့ချက်တစ်ခုရှိပါတယ်ကျမအမေကအရန်နေမကောင်းကြီးချယ်ဖြစ်ဘူးလေ3လလောက်အဲ့လိုဖြစ်တဲ့အချိန်ကိုကျမတို့မပြောပါဘူးဒါပေမဲ့အဲ့ဒီမပြောတဲ့အချိန်မှာသူမအိမ်နာမစားနိုင်ဖြစ်ရတယ်သူစိတ်ကတမျိုးဖြစ်ပြီးနောက်ဆုံးသူအရန်ပြောလာတယ်အော်ဆရာနော်အားအင်ကုန်ခန်းတဲ့လူတယောက်ကလေအားကိုဖျားကောင်းတဲ့ဆိုတော့ဝမ်းနေတဲ့အချိန်မှာလည်းအရန်ငိုတယ်အဲ့ငိုပြီးတဲ့နောက်ွယ်မှာအဲ့3လအတွင်းမှာအားပြုတ်ရဲရက်ရောက်လာတယ်ငါ့ကိုဖျားအရန်ချစ်တယ်တဲ့ငါငယ်ငယ်ကလေးကငါအဖိုးကအရန်ချစ်တယ်ငါမျိုးသားငါ့ကိုအရန်ချစ်တယ်ငါအတွက်ဘုံဆုံးသားသမီးဖြစ်တယ်ဆိုပြီးတော့အရန်ပျော်လာရတယ်သူဘာတွေပါကျေးဇူးတော့အဲ့နေ့မှာဘာတွေပါကျေးဇူးတော့ကြီးမွမ်းနေဆိုငါဘွားမှာတဲ့သူကကျွန်မဘုံဆုံးမစိုးဖြစ်တဲ့ခါကျတော့ကျမတို့သားသမီး9ယောက်ကိုအိမ်ထောင်ပြုတ်ဖို့လုံးဝဆန္ဒမရှိဘူးတခါမှအိမ်ထောင်ပြုတ်ဖို့တိုက်မတွန်းဘူးအဲ့ဒါကျမတို့မွန်မလေးကိုလို့အိမ်ထောင်ပြုတ်တော်နောက်ကြတယ်အကိုကြီးဆို33ဟောဒီကအပဲ့ထဲတော့မြင်နေတယ်အဲ့အမှန်ကြီးဆိုလည်း33အဲ့လိုမျိုးပေါ့နော်အဲ့ဒါ30ကျော်နေမှအိမ်ထောင်ပြုတ်ကြတယ်ကျမပဲအစိုးဆုံးအိမ်ထောင်ကြတာဒါတော့29အဲ့ဒါကြောင့်ပြောချင်တာ तू ကလည်းမတိုက်တွန်းဘူးအဲ့လိုမျိုးတွေပေါ့နော်ဒါပေမဲ့ तू ရဲ့ပူပန်မှုအားလုံးကိုအဲ့ဖြားနာခြင်းဟာကုန်စီတာဖြစ်တယ်ဖြားနာခြင်းကကုန်စီပြီးဖယားဟာဘလောက်ကောင်းမြတ်တဲ့ဖယားဖြစ်တယ်သူ့ကိုဘလောက်ချစ်တယ်ဆိုတာကိုအဲ့ဖြားနာနေတဲ့အချိန်မှာ तू ခံစားပြီးတော့ तू ပါပြောတယ်မှန်ငါရမယ်တမက်တွေငါရမယ်ချွေးမတွေအကောင်းဆုံးဖြစ်တယ်ဘယ်ချွေးမတမက်မှတယောက်တည်းမှစီမမရသေးတဲ့အချိန်မှာချွေးမတမက်တွေငါ့ကိုဖယားမကောင်းတာဘယ်တော့မှမပေးဘူးအကောင်းဆုံးကိုပဲအမြဲပေးပြီးငါဘဝတစ်ခုလုံးကောင်းသောအရာနဲ့ပြည့်စုံတယ်ဖယားဒါကြောင့်ငါရဲ့တမက်တွေချွေးမတွေဒီနေ့သူစိတ်ဆိုးအစိုးရိမ်ဆုံးအရာဖြစ်မယ်ထင်တယ်ရခဲ့ရင်လေသူတို့ဟာအကောင်းဆုံးတမက်တွေချွေးမတွေဖြစ်မယ်ဆိုပြီးတော့ကျေးဇူးတော်ဂျူတွေချီးမွမ်းခြင်းဟာသူ့နှလုံးသားပြောင်းလဲပြီးသားဖြစ်တယ်ဒါကြောင့်ကျမတို့ညီမတွေအိမ်ထောင်ပြုလာတဲ့အခါမှာတမက်အားလုံးကိုသူချစ်တယ်သူချစ်တော့ကျမအမျိုးသားတော်ကျမထက်တော့ကျမအမေကိုသူချစ်သလားလို့ကြွားကန်တမက်တွေကိုသူကလေအမျိုးမျိုးနာမည်ပြောင်းနဲ့ခေါ်တယ်ပေါ့အမကြီးရဲ့အမျိုးသားကိုကရုံးတမက်ပြီးရင်အမအလိုက်ရဲ့အမျိုးသားလည်းသူခေါ်တာရှိတယ်ပေါ့နော်ကျမအမျိုးသားလည်းကာတွန်းတမက်ကျမအမျိုးသားဘိုးဖနက်ကြီးကြီးတွေပြီးတော့ကာတွန်းနဲ့တူတယ်ဆိုတော့အဲ့လိုမျိုးနဲ့သူပြောင်းလဲတဲ့အခါမှာအားလုံးကိုမြတ်တမ်းနဲ့တွေ့လို့ရတယ်တခါလေကျမတို့ဘာမှမဟုတ်ဘူးပူပန်တတ်တယ်ဘုရားရှင်သင်ကိုအရန်ချစ်တယ်ဆိုတော့အကြီးရပါဟာလေလုယာသင်ကိုမကောင်းတာဘယ်တော့မှမပေးဘူးဆိုတော့ယုံကြည်ပါလူတွေမကောင်းဘူးဆိုပေမဲ့သင်အိမ်မှာရောက်ရင်ကောင်းသွားမယ်အိုးဟိုမင်းကလေးနဲ့ငါသားတိုက်တာမကြိုက်ဘူးမဖြစ်နဲ့ကျေးဇူးတော်ချီးမွမ်းတာဘုရားအလိုဖြစ်သူ့အလိုဖြစ်သွားပြတ်သွားမယ်ဘုရားအလိုရှိပြီးဝင်လာရင်ကြိုးစုံလိုက်ဟာလေလုယာအဲ့ဒီလူဟာအလှပဆိုအကောင်းဆုံးဖြစ်တာဒါကြောင့်ကျမတို့ကိုယ်တိုင်ကိုတကယ်ပြောင်းလဲပြီးတော့ကဘာကြီးတစ်ခုလုံးမိသားစုလှပခြင်းဟာကျေးဇူးတော်ချီးမွမ်းခြင်းအပြီးဆုံးဖြစ်တယ်ဒါကြောင့်ဒီမုံငါလုံးနဲ့ငါးနှကောင်ခရစ်တော်ဘုရားကဘာအတွက်ကြောင့်နမိတ်လက်ခံတာလူတွေကိုဂရုစိုက်တယ်လူတွေကိုကြွေးချင်အဲ့ဒါတွေဟုတ်တယ်ဒါပေမဲ့ကျမဘာကိုသဘောပေါက်လဲဆိုကျမတို့ကိုထိုခဲသို့ကျင့်ဖို့ရန်ခရစ်တော်ပုံသက်တည်ပြတာဖြစ်တယ်ဒီအရာဒီအားလေးနဲ့ဘလို့ဖြစ်မှာလဲညီးတွားမယ်စားကောင်းကင်ဘုံမျှော်ကြည့်၍ဟာလေလုယာဂျေဇုတော်ချီးမွမ်းခြင်းဟာကျမတို့ဘဝနဲ့အစဉ်ပြေစီမှာဖြစ်တယ်ကျမ
ဘာရင်မဟုတ်ဒါလေးကိုပေါ့နော်ကျွန်မထုံဆောင်မှာရှိတဲ့ home stay တစ်ခုမှာကျွန်မဝင်ငါဖြစ်တာဖြစ်တယ်အဲ့ဒါနဲ့ဖယားသခင်အဲ့ဒီမှာပထမဆုံးကျွန်မဝင်ငါဖြစ်တယ်အဲ့ဝင်ငါတဲ့အချိန်မှာဆရာမတယောက်ရှိတယ်အဲ့ဒီမှာအဲ့ဒီဆရာမကဘာပြောလဲဆိုဒီကနေ့နှုတ်ကပတ်တော်တူတွဲတဲ့သူကဘာတသိခံဘာပြောပြလဲဆိုသူ့သားကိုပတ်စံအမေရိကန်မှာဆိုကလေးအားလုံးအကြောင်း free တက်လို့ရတယ်အစိုးရကြောင့်ဒါပေမဲ့သူကဘယ်အကြောင်းထားချင်လဲဆိုတော့တကယ် Victoria မှာပေါ့နော်အဲ့ဒီကနေဖွင့်တဲ့တကယ်ခရီးယန်ကျောင်းပတ်စံအများကြီးပေးရတဲ့ကျောင်းအဲ့ဒီမှာဝင်ခွင့်သွားလျှောက်တဲ့ခါကျတော့လေဘာဖြစ်လဲဆိုတော့ပတ်စံအရင်သွင်းရကိုပတ်စံနဲ့အဲ့ခါကျတော့သူတို့နှစ်ယောက်ရဲ့လောအားခါကိုစဉ်းစားပြီးတော့သူ့ကလေးရဲ့ကျောင်းစရိတ်ကိုစဉ်းစားရဟမ်းခက်ခဲတာပေါ့နော်အဲ့ဒါနဲ့အရင်ဆုံးကို400ကျော်သွင်းရမယ်ဒေါ်လာ400အဲ့လိုမျိုးတွေပြီးနောက်လတွေမှာလေခိုးစရာမျိုးရှိတဲ့ခါကျတော့သူအရင်စိတ်ပူတာပေါ့နော်အဲ့ခါကျတော့ကျောင်းသွားစုံစမ်းနေပတ်စံမသွင်းဘူးအပြီးမအပ်ပဲနဲ့စိတ်ညစ်ပြီးပြန်လာတဲ့ညမှာဒီအရာကြားတဲ့ခါမှာသူကဘာသဘောပေါက်လဲဆိုသူ့ယောက်ျားနဲ့သူ့ရဲ့လစာကိုကြီးဖို့မဟုတ်ဘူးကြီးဖို့မဟုတ်ပဲနဲ့ကောင်းကင်ကိုမျှော်ပြီးကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်တယ်လို့သူအဲ့ညမှာခံစားတော့အဲ့ညမှာသူကျေးဇူးတော်ချီးမွမ်းတယ်ဘုရားရှင်ကျမသားရဲ့ပညာရေးကျမအရင်ဖြစ်စေချင်တဲ့တိုင်ကိုတော့တာဝန်ယူပေးမှာမို့လို့ကျေးဇူးတော်ချီးမွမ်းတယ်လို့အဲ့တောက်ကြနေညမှာသူကချီးမွမ်းပြီးနောက်နေ့မှာပေါ့နော်သူเจ้าမှာဘာပဲဖြစ်ဖြစ်ဆိုတော့သွားတဲ့ခါမှာသူတို့ကဘာပဲဖြစ်ဖြစ်တနည်းကိုနေ4နာရီမှလာပါမင်းနိုင်တဲ့အစီအစဉ်ရှိတယ်တဲ့ကလေးတွေအတွက်မင်းနိုင်တဲ့အစီအစဉ်ရှိတယ်အဲ့ဒီမင်းနိုင်တဲ့အစီအစဉ်မှာကလေးတွေ scholarship အတွက်ဒီလိုပဲပေါ့နော်မင်းနိုင်တဲ့အစီအစဉ်အဲ့မှာလာပါလို့ပြောတဲ့ခါမှာသူကဘုရားရှင်ကျမဒီเจ้าကိုကလေးကိုထားခြင်းကိုတော့တာဝန်ယူမှာမို့လို့ပတ်စံကိုမကြည့်တော့ဘူးတဲ့သူကမဟုတ်ငါလည်းငါတကောင်ကိုကျမမကြည့်တော့ဘူးတဲ့ကောင်းကင်ကိုပဲမျှော်ပြီးကိုရိုရဲ့တဆွမ်းနိုင်မှုပုံမှာပဲကျေးဇူးတော်ပဲချီးမွမ်းတော့မယ်လို့ကျမကိုဘုရားရှင်ကစကားပြောလို့ချီးမွမ်းတဲ့ခါမှာတနည်းကိုလိုလေးညနေအင်္ဂလိပ် service ပြီးမှသူပြေးလာပြီးတော့ဗာတတိခါလဲဆိုအရာအမောဆရာကောင်းနေသူ့သားရဲ့ကျောင်းသားကဟာတလမှာအခုမှ grade 1 စမှာတလကို980သွင်းရမှာအဲ့ဒါသူ4နာရီမှမဲသွားနိုင်တာနော် scholarship 900ပေါက်တယ်ဟာလေလုယာအဲ့ကြောင့်သူတလမှာ80နဲ့သူ့သားကိုကျောင်းထားနိုင်မှာဘုရားကတကယ်တောင်းဝင်ယူလိုက်တယ်ကောင်းကင်ကိုမျှော်ကြည့်ပြီးအထက်ကိုမျှော်ကြည့်ပြီးယေရှုကိုချီးမွမ်းခြင်းဟာနမိတ်လက္ခဏာဖြစ်စေတယ်ဆိုတော့ကျမလက်တွေ့ချက်ချင်း2ရက်အတွင်းဖြစ်တယ်လို့ကျမမပြန်ခင်လေးမှာသူကကျမကိုတသိခံလိုက်တာဖြစ်တယ်ဟာလေလုယာသူဘုရားရဲ့နာမတော်တာရေးပုံကြီးပါစေဒါနာဆိုရင်တဲ့ဘဝမှာငါဘယ်လိုလျှောက်တော့မလဲဘယ်လိုအသက်ရှင်တော့မလဲအိုင်မိသားစုဘုပ္ပန်တော်ပါရှိတယ်အဘေဟာလေလုယာအရာမှာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ကျမတို့တောင်းပန်လို့အရာကိုဘုရားမှာကြားရှာတာထို့သောပြုရင်အဘယ်သူမှကျမမမြင်သက်ချက်ဟာသင်ရဲ့စိတ်လုံးယေရှုခရစ်တော်အဖြစ်ဆောင်မှာဖြစ်တယ်အရာမှာကျေးဇူးတော်ချီးမွမ်းမှာထို့သောကျင့်စေခြင်းမှာဘုရားအလိုရှိတယ်ဒီနေ့ခရစ်တော်ပေါ်လာတဲ့နေ့သူ့ယောက်ျားနေမကောင်းဖြစ်ပြီးတော့အားလုံးကတော့သူ့ယောက်ျားနေမကောင်းဖြစ်လို့သူနေခွင့်ရတယ်လို့ရေဘူးရပြောပြီးမြင်ပေါ့နော်သူကဘာပြောလဲဆိုတော့သူတို့နှစ်ယောက်လုံးက overstay နေတဲ့ခါကျတော့သူတို့ကလည်းအဆိုင်လည်းမလုပ်ဘူးပေါ့နော်မလုပ်တဲ့ခါကျတော့သူ့ယောက်ျားလဲသွားတော့ကျမအကိုရှိတော့သူတို့မိသားစုကူညီနေတဲ့ခါကျတော့သူကနည်းနည်းအဆင်ပြေတဲ့အချိန်မှာကျမအကိုကဖမ်းခံပြီးပြန်သွားတော့သူတို့ကလေးနှစ်ယောက်နဲ့သူတို့ကတကယ်ကြံခဲ့တော့သူဘာလိုက်လုပ်လဲဆိုတော့ဒီမောင်ကသူ့စီမှာရှိပြီးတော့ तू ကပဲအလုပ်လုပ်ပြီးကလေးတွေကြည့်ကူမှာ तू အဆင်ပြေမယ်လို့ခံစားတဲ့ခါကျတော့ယောက်ျားတော့ဆေးရုံမှာပဲအမြဲရှိတော့ဆေးကူနေရတယ်ဆေးဝါးဘိုးတွေဆက်နေရတယ်ကြီးကျယ်ဆက်နေရတယ်ပေါ့နော်အဲ့တော့အားလုံး overseas ဆိုဆေးကူသားတွေကြီးကျယ်လုပ်ပြီးတော့နေနေနဲ့အဲ့လိုမျိုးဆိုမောင်ရှိမှအဆင်ပြေမယ်ဆိုတော့ကျမအကိုဂျပန်ကိုဘယ်လိုပြန်ဝင်နိုင်မလဲဆိုတာပဲအကြီးကျယ်လိုက်စုံစမ်းနေရှေ့နေဒီမှာတည်တဲ့သူလိုက်စုံစမ်းနေတယ်ဖိတ်ဘာလန်းကိုဘုရားပြလိုက်လဲဆိုတော့ရှေ့နေတယောက်ကဒုက္ခရောက်နေတာနင်းမဟုတ်ဘူးနင်းအခုလက်ရှိပြပနာတဲ့နင်းသူလာဖို့တဲ့နင်းလို့ဘယ်လိုပြေးလဲနိုင်မလဲဆိုတာကိုရှာဖို့ဖြစ်တယ်ဆိုပြီးတော့ဖြစ်ရာကနေလမ်းနေပွင့်ရရှေ့နေတကယ်ရောက်မေးတော့အရင်တော့ရှေ့နေဘယ်ရောက်နေပြီ overstay တယောက်ဟာဒီမှာတရားဝင်နေထိုင်ဖို့ဗီဇာလျှောက်ဖို့လုံးဝမဖြစ်နိုင်ဘူးဗီဇာရုံးသွားတင်လိုက်တာနဲ့ form သွားတင်လိုက်တာနဲ့အရင်ဖမ်းခံပြီးမှပဲဖြစ်လာ
တခုခုပေါ့နော်အကြောင်းဖြစ်လာမယ်ဒါပေမဲ့ဘုရားကဘလောက်တော့သူ့အတွက်လမ်းဖွင့်လိုက်လဲဆိုရင်အဲ့လိုသွားတင်တဲ့အချိန်မှာသူကဒုက္ခရောက်ပြီးအမျိုးသားနေမကောင်းပဲအမွာကလေးတစ်ယောက်ရှိတဲ့သူဖြစ်တယ်ဆိုပြီးတော့တကယ်ကိုပေါက်ရောက်တဲ့လူတစ်ယောက်နဲ့ချိတ်ဆက်မိပြီးတော့သူဖောင်တင်တဲ့အချိန်မှာပဲဘယ်သူမှမဖမ်းနိုင်နဲ့ဒီတိုင်းနေရင်းနဲ့ overstay မှာတိတိချင်းနဲ့ကိုသူတို့ရဲ့ case ကိုလုံးဝတောင်းယူပြီးတော့ဒီနေ့တရားဝင်ပေါ့နော်ဟိုဂျပန်ဗီဇာပေါ့နော်ဒီမှာနေ့စဉ်ရတဲ့အခွင့်ကိုဘုရားရှင်ပေးတယ်အခုသူ့အမျိုးသားဆုံးလည်းဒီမှာဆက်နေလို့ရအောင်ပေါ့နော်ဘုရားတမျိုးပြီးသူလမ်းဖွင့်ပေးဒါကြောင့်တခါလေကျမတို့ပေါ့မှာအရင်ခက်တယ်လို့ထင်တဲ့နေ့ရက်တွေရှိပါတယ်ဒါပေမဲ့အဲ့ဒီအခက်ခဲမှာခဏပဲဖြစ်တယ်ဟာလေလုယာစာလံကျအခန်းကြီး30အနည်း5ထဲမှာပါရေးထားဆိုအမျက်တော်ခဏပဲထွက်တယ်ကျေးဇူးတော်တစ်သက်လုံးတည်တယ်ညာဥယျာဉ်မုံကျွေးခြင်းနိုင်တေးကိုနနဲ့ရနိုင်မှာတချင်းစွာပေါ့ခွဲဒီကနေ့ကျမတို့ရဲ့မုံကျွေးခြင်းတွေရှိကောင်းရှိမှာဒါပေမဲ့အဲ့ဒါအဲ့ဒီဖြစ်တယ်ဟာလေလုယာသင်အတွက်အမြဲရှိမှာရှင်လန်းခြင်းခွင့်ဖြစ်တယ်ဒီကနေ့ကျမတို့အတွက်ညီးတွားခြင်းတွေခဏတော့ရှိကောင်းရှိမှာဒါပေမဲ့အဲ့ဒါဟာညာဥယျာဉ်ကလေးပါပဲနနဲ့ရန်တိုင်းမှာတချင်းစွာပေါ့ခွဲကျေးဇူးတော်ဟာတစ်သက်လုံးတရားတော်ခွင့်ဘုရားအသင်ကိုလမ်းပြနေတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ဘာအတွက်ပူပန်နေလဲလက်တွေ့ချင်းဝန်းကြည့်ပါဟာလေလုယာကိုတော့ကျမဘဝကိုတောင်းယူလို့ကျေးဇူးတင်ကျမတို့မိသားစုကိုတောင်းယူလို့ကျေးဇူးတင်ကျမရဲ့ကျမ်းမာရေးကိုတော့တောင်းယူမှာဘူးကျေးဇူးတင်ကျမရဲ့သားသမီးတွေအတွက်တောက်ပတော့အနာဂတ်ကိုပြင်ဆင်ပါလို့ကျေးဇူးရှိပါတယ်ဘုရားရှင်ဟာကျမတို့မတတ်နိုင်တော့အရာခက်သိမ်းပုံသူ့ရဲ့သက်ဆိုင်တဲ့တကူနဲ့လမ်းပြမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်လို့ခဏလောက်မတည့်ရရအောင်လေနော်မတည့်ရရအောင်တခြင်းလေးကိုဆိုချင်ပါတယ်ကိုတော့ရှိနေတယ်လက်ကြကိုလည်းတခြင်းလေးတော့နော်ဆိုပြီးတော့ရှင်ခဏလောက်တောင်းချင်ပါတယ်လို့တက်တာကိုပြန်လဲအနက်စေချင်ပါတယ်
ကိုရောသားသမီးအရောက်စီတိုင်းပေါ်မှာကိုရောကျေးဇူးတော်ဒီလုံးတော့ကြောင့်နာမတော်ကိုချီးမွမ်းတယ်ဒီကနေ့အတ္တတီးတဲ့ပူပန်ခြင်းနဲ့အလုံးစုံကိုရောကိုချကိုရောရှေ့မှာဒီကနေ့ချကြပါလေဒီကနေ့ဘယ်အမှုပေါ်မှာစိုးရိမ်ခြင်းမရှိပါအရာရာမှာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တင်တော်တောင်းပန်လို့အရာတွေကိုဖခင်ရှင်မှာကြားလျှောက်ပါလို့ဂရုထားပါကြောင့်ကျေးဇူးတင်တယ်ကိုရောဖြောကြည့်တယ်ကျေးဇူးတော်ချီးမွမ်းခြင်းအတ္တနဲ့လွတ်မြောက်ခြင်းအတ္တနဲ့ကိုရောကောင်းချီးပေးခြင်းတော်ဖခင်ဖြစ်တော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ထို့သောပြုတဲ့အဘယ်သူများတိုင်မမိနိုင်တော့ငြိမ်သက်ခြင်းဟာယေရှုခရစ်တော်ဖြစ်တဲ့နှလုံးသားကိုစောင့်မမယ်ဆိုပြီးတော့ဂတိထားတော်ဖခင်ရှင်ဒီကောင်းတဲ့အရောက်တဲ့နှလုံးသားကိုဒီကနေ့မဆန်နေပြီဖြစ်တော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့ကျေးဇူးတော်ချီးမွမ်းခြင်းကိုပူဇော်လဲအတ္တတွေကိုရောထံတော်ဘောမှာပြန်လဲတဝင့်ချစ်ကကြပါတယ်လာမရပူပန်ခြင်းအလုံးစုံကိုရောကိုထာမဒီကနေ့ချကြပါတယ်ကိုရောဟာလာမယ့်အနာဂတ်ကိုရောတောက်ပါတော့အနာဂတ်ဖြစ်လှပတော့အနာဂတ်ဖြစ်ဝေးပြန်တော့အနာဂတ်ဖြစ်ကောင်းချီးခံစားတော့အနာဂတ်ဖြစ်ကိုရောသားသမီးတွေအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ကိုရောနာမတော်မြတ်ဒီကဘာဆက်ဆက်ဘုန်းကြီးပါစေဘုန်းကြီးခြင်းကိုပြုခြင်းချီးမွမ်းခြင်းအလုံးစုံကိုရောကိုအနန္တယေရှုဖျားနာမနဲ့အတူတူကျေးဇူးတော်ကိုပြန်လဲချီးမွမ်းကြပါရစေအာမင်ကျေးဇူးတင်ပါတယ်